စီစဉ်စပြီးတော့မှဖြစ်ပါတယ်ဒီနေ့ဖျားခင်ကျေးဇူးတော်ကြောင့်ပေါ့နော်တပတ်တာလုံးမှာကောင်းမွန်တက်ရှင်ခွင့်ရပြီးမှဒီနေ့မှာပြန်လည်မှာပြမတော်မှာစုဝေးမှာဖျားခင်ကိုတူတူကချီးမွမ်းခွင့်ရတာဟာဖျားခင်ရဲ့ကျေးဇူးတော်ကြောင့်တာဖြစ်တယ်ဒီနေ့မှာပေါ့နော်ဖျားခင်ကိုဘလော့ပဲချီးမွမ်းခြင်းသူအများကြီးရှိနေပါစေမချီးမွမ်းနိုင်တဲ့သူအများကြီးရှိတယ်ပေါ့နော်တို့မှာဒီနေ့မှာကိုရောချီးမွမ်းခြင်းပဲဖျားကြောင်းတွားခြင်းပဲတို့နာမကျမ်းဖြစ်မှမတွားရင်တို့များရှိတယ်တို့ထဲမှာကျွန်တော်တို့ဟာမှာပါပဲနဲ့ဖျားခင်ကျေးဇူးတော်ကြောင့်ဒီနေ့မှာတူတူကဝက်ပြုကိုဝယ်ခြင်းစီစဉ်ကိုပါဝင်ခြင်းဟာအကုန်လုံးကျေးဇူးတော်အားဖြင့်ဖြစ်တဲ့အခုချိန်မှာဆိုရင်အစီအစဉ်စဖြစ်တဲ့အစီအစဉ်ကိုမှာဆုံးဖတ်ကြားပြမှာဖြစ်တဲ့တပါပတိကကျမတော်ချေရွန်းဖြစ်မယ်အစာဆုတောင်းလဲကျမပဲဖြစ်ပါမယ် Preservation ကိုအပါဖွဲ့ကနေမှဥဆောင်တော်မှာဖြစ်တဲ့ Edit ကြိုဆိုခြင်းကိုတင်ဥရှာနေမှာ Edit ကြိုဆိုခြင်းနဲ့တင်ညာခြင်းကိုတင်ဥရှာကနေမှဥဆောင်တော်မှာဖြစ်တဲ့တက်တေခံခြင်းအမှာကြားထဲမှာရှိမှာပေါ့နော်စမ်းစာဖတ်ခြင်းတိကောခန်းကြီးကိုဆမဝန်တဲကနေမှဥဆောင်မှုဖတ်ကြားတော့မှာဖြစ်တယ်အလုံးငွေဆက်ကကိုရှာခုတ်ပြီးကနေမှဆက်ကပေးမှာဖြစ်တယ်နှစ်ယောက်တစ်ချင်းကိုစီစီနဲ့ချယ်ရီကနေမှဖျားကုံတော်ကိုချီးမွမ်းသွားမှာဖြစ်တယ်အဖွဲတစ်ချင်းနှင်းဝါနဲ့ဖွဲကနေမှချီးမွမ်းသွားမှာဖြစ်ပါတယ်တင်နာရှင်ကတော့ရှာအချမ်းပဲဖြစ်ပါလိမ့်မယ်အပိတစ်ချင်းကလည်းရှာအချမ်းကနေမှပဲဥဆောင်သွားမှာဖြစ်ပါတယ်စီစဉ်အစပြုဖို့အတွက်တံပွဲတစ်ပိုက်ဖတ်ချင်ပါတယ်ကိုဆက်တခုမြောက်သောဆာလာပွိုင်ငယ်တစ်ကနေမှနှစ်ထိအမြင့်ဆုံးသောဖျားဤကွယ်ကဌာနတော်၌နေတော်သူသည်အနာရကိုရှင်ဤအရက်ကိုခိုလုံရလိမ့်မည်ထာဝရဖျားသည်ငါခိုလုံရာငါဤရတိုက်ငါကိုစားသောဖျားရခင်ဖြစ်တော်မူသည်ဟုငါပြောဆို၏ကိုကြီးမဆိုစဉ်အစားဆွတော်မှာဖြစ်တဲ့သူကဆွတော်ရပါနော်အိုဖဖျားရခင်ကရောကျူးတဲ့ကရောဖျားကြည့်အောင်ကြောက်တဲ့ပတ်တာတော့မှာကရောကောင်းမွန်တဲ့ရှင်ခွန်ပေးတယ်ဒီနေ့မှလည်းပြန်လဲမှကရောချစ်တော်သူများစုဝေလာမှာကရောပြန်လဲမှချီးမွမ်းခွင့်ရတော့ကရောပေးနာမကြောက်ကရောကျူးတဲ့ဖျားခင်ဒီနေ့မှလည်းတမောစတဲ့ချီးမွမ်းခြင်းနဲ့သူကရောသူပါရှိပေးနေတော့ပါချီးမွမ်းကိုယ်ွယ်ခြင်းမှာဆောက်ရဖျားခင်ရောစတိုင်မော်ကရောဆင်းတဲ့တော့ပါဝင်းရောဆင်းတဲ့ခြင်းအားဖျားရောစတိုင်မော်ပါဖျားအတော်နဲ့လာမတူပဲမတူပဲနဲ့ဖဖျားခင်တို့ပြန်တဲ့ခါမှာလည်းဟာတမဖြစ်ပဲနဲ့ကိုရောကျေးဇူးတရားခင်ခန်းစားမိမှကိုရောတကယ်ယုံကြည်ရလို့များဖြစ်ခွန်ကိုရောသူတို့ကမှကောင်းချီးမင်္ဂလာပေးနေတော့ပါဒီစင်စင်ခုစတဲ့ကိုလည်းကိုရောတော့ဆက်ခါမှာပါတော့ကိရှုတော့နာမလားဆောစက်ကတဲ့ဖဖျားခင်ကိုကြီးမဆိုရှင် First Watching ဖွဲ့ကနေမှတချင်းဥဆောင်တော့မှာဖြစ်ပါတယ်ဟာလေလုယာတရှင်နဲ့ဖျားရှင်ကျွန်တော်ချီးမွမ်းကြအောင်ကျွန်တော်ဒီနေ့ကဘာအကြောင်းကျွန်တော်အဓိကထားပြီးတော့တရားဟောမလဲဘာအကြောင်းထားပြီးတော့ကျွန်တော်ချီးမွမ်းမလဲဆိုရင်ဘုရားသခင်ရဲ့ယေရှုတော်ဟာရှန်ထွက်တဲ့ဘုရားခင်ဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုဒီနေ့တနေ့ကုန်ကျွန်တော်စဉ်းစားဆင်ခြင်မှာဖြစ်တယ်ဟာလေလုယာကျွန်တော်အားလုံးထိုင်ရင်းနဲ့ပဲဒီရှုစွာဒီကခွဲပလာရှန်လက်ရှိဆိုတဲ့တခြင်းကိုအတူတကွအာရပါရလက်ခောက်တီးပြီးတော့ချီးမွမ်းရအောင်နော်ယေရှုတော်ခွဲပလာရှန်လက်ရှိပါနေရဲ့စေယုံနာအတိခံစားရတဲ့အတ္တပြန်ဆွေးအောင်ယေရှုတော်ယေရှုတော်ဝယ်ဖလားရှာတဲ့ရှိပါ၏နေရဲ့စီကရုဏာအတိ
အားလုံးမတ်တရရအောင်အားလုံးမတ်တရပြီးတော့ဖျက်ပြန်ချီးမွမ်းရအောင်ဒီတစ်ခါတော့ကျွန်တော်ရှန်ထွက်ဆိုတဲ့တခြင်းနည်းနည်းလေးရှာခလောက်တော့နည်းနည်းတိုက်မယ်ထင်တယ်နော်ကျွန်တော်လည်းဆိုဖို့တိတ်မလွယ်ဘူးဒီတခြင်းကိုဒါပေမဲ့ဖျားတဲ့ကောင်းကြီးကရှန်ထွက်တဲ့အတွက်ကြောင့်ဒီတခြင်းကမဆိုလို့မဖြစ်ဘူးနော်ဒါကြောင့်ဖျားတဲ့ကောင်းကြီးဟာလုံလောက်ယုံမဟုတ်ဘူးရှန်ထွက်ထိပေးတဲ့ဖျားတဲ့ဖြစ်တယ်ဒီမနေ့ကျွန်တော်အင်မတန်မှခွာရတဲ့ကြမ်းချက်ကပါလဲဆိုရင်ဖျားတဲ့ကောင်းကြီးဟာဘယ်လောက်ထိဖြစ်တယ်လဲဆိုရင်ပြေးလိုက်ပြီးတော့ဗာလဲတိတ်လျက်ပြီးတော့ဗာလဲရှန်လျက်ပထမဆုံးဗာလဲပြေးလျက်ဒုတိယဗာလဲတိတ်လျက်နောက်ကဗာလဲရှန်လျက်ပေးတဲ့ဖျားသခင်ဖြစ်တယ်ဟာလေလုယာကျွန်တော်ထိုဖျားသခင်ကိုချီးမွမ်းရအောင်ကျွန်တော်ရှန်ထွက်ဆိုတဲ့ခြင်းနဲ့ thank you soကျွန်တော်ပြန်လဲပြီးတော့ဒီချင်းကိုပြန်လဲပြီးတော့ချီးမွမ်းရအောင်နာ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 အစင်တင်ဖြစ်ပြီလား1 2 3 4နာ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 
နေတာနောက်တစ်ခါဘဝမရှိရဲ့မြတ်တာဒီကိုနာနေရဲ့စင်တိုင်းမှာလုံးလုံးကပါချင်ဘီရှန်နေပါကွတီမောပါမြေတာဘီရှန်လုံးနေတာလုံးကဲဘယ်လိုခဲခဲရှိစေတော့ပါွယ်စေရိုနေတူကဲကြောပဲကိုမြတ်တဲ့ချီမွားအောင်တော့ရတဲ့ကျွဲကြောပဲအဆိုင်တွေဆိုင်တွေဆိုင်တွေရှိဝဲလာတယ် yeah oh he got you what Yeshu let go be let go be let go chi why it ro cha chue jo me how right na 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 bello che si se ti conecto che ti ve bello sogna queste chi ma ome ora dai tue giove shine si qua plane yeah oh hey kai tue come chi ma shuma le conviene Hallelujah. Let go deep into your chimoya. Hallelujah. ဒီနေ့ကျွန်တော်ဒီယေရှုကြောင့်သာဆိုတဲ့ခြင်းနဲ့ကျွန်တော်ပြန်လဲပြီးတော့ဖျားသခင်ကိုချီးမွမ်းရအောင်ကျွန်တော်တက်တာမှာခဏခဏကျွန်တော်စဉ်းစားတယ်ယေရှုသာမရှင်ကျွန်တော်လောကထဲမှာအသက်ရှင်တာဘာမှအထိပ်ပဲရှိမှာမဟုတ်ဘူးလို့ထိုယေရှုရှိလို့ယနေ့ဒီနေရာမှာကျွန်တော်မတည့်ရနိုင်တာထိုယေရှုရှိလို့မိတ်ဆွေအဲ့ဒီနေရာမှာမတည့်ရနိုင်တာဖြစ်တယ်ဒါကြောင့်ကျွန်တော်ရဲ့အလုံးစုံအလိုအဆုံးကထိုယေရှုပဲဖြစ်တယ်ဒါကြောင့်ထိုယေရှုကျွန်တော်အတူတကွချီးမွမ်းရအောင်ကြီးမြတ်ဆုံးချစ်ခြင်းနဲ့တူအကြီးမြတ်ဆုံးဒီချစ်ခြင်းနဲ့တူကာရိုင်းတဲ့ကိုရောတဲ့ဆုံးပြီးလောကီသားတွေနာနိုင်လေအာမင်အတွေ့တော်နဲ့ကိုရောရွေးခဲ့ပြီးတထောင်ရာကိုရောပေးခဲ့ပြီးလက်ခံတော်သူတွေဒါဟာခါယေရှုကြောင့်သာယေရှုကြောင့်သာတဲ့ရှင်ဒီယေရှုကြောင့်သာခြင်းဆိုဒီယေရှုကြောင့်သာဒီဆိုဒီယေရှုကြောင့်ပဲယေရှုကြောင့်သာတဲ့ရှင်ဒီယေရှုကြောင့်သာခြင်းဆိုဒီယေရှုကြောင့်သာဒီဆိုဒီယေရှုကြောင့်ပဲယေရှုကြောင့်ပဲကျွန်တော်အသက်တာမှာဘယ်လိုဖြစ်ပါစေကိုရောမရှိကြောနိုင်တဲ့အပြစ်ဆိုတာမရှိဘူးဆိုရင်ဒီနေ့ကျွန်တော်ပြများကိုဆေးကြောနဲ့ထူပြပြလိုက်တော့ချီးမွမ်းရအောင်ငေးပေတဲ့ဒီပြစ်ဆိုများကိုအသေးတော်နဲ့ဆေးအောင်ဆေးခဲ့ဖြောင်းမချင်းမွေအားသူအပိုင်ပဲ yes 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 ဒီတော့တိုင်းကိုဆေးခဲ့ပြီးအနိုးရဲ့ဆိုတဲ့ရှိဝင်နေတိုင်းစင်နေသူပါရှိယေရှုကြောင့်သာယေ
ပဲဖြစ်တယ်ဒီနေ့မိတ်ဆွေတွေဘာမှမရှိလေယေရှုရှိလုံလောက်တယ်ဒီနေ့ထိုယေရှုကိုကျွန်တော်တက်တာလို့ဆိုနေပြန်လဲပြီးတော့ချီးမွမ်းရအောင်ထိုယေရှုကြောင့်ကျွန်တော်ဒီနေ့မတည့်ရနိုင်တာဖြစ်တယ်ထိုယေရှုကြောင့်ကျွန်တော်လူတွေရှေ့မှာမျက်နှာသာရနိုင်တဲ့တာဖြစ်တယ်ထိုယေရှုကျွန်တော်စိတ်နှလုံးကြိုးမင်းနဲ့ပြန်ပြီးတော့ချီးမွမ်းရအောင်地面上的激情泪珠，高来见古老的生命，如今那瑞那雷来耶。对我的古老举给，被照让古老给给，来看到都对大咖。耶稣长大。耶稣长大的结束里，耶稣长大的所里，耶稣长大，耶稣长大我表情，耶稣长大我表情，耶稣长大让我去，耶稣长大，耶稣长大。ကျွန်တော်ဒုတိယပိုက်လေးကိုပြန်လဲပြီးတော့ဒီဆိုကြအောင်ကျွန်တော်ပြည့်ပေတဲ့လက်ကျွန်တော်ပြည့်စိုးတွေကိုထို့ပြားကြပြန်လဲဆေးကြောတဲ့အကြောင်းပြန်လဲပြီးတော့ထို့ပြားကိုချီးမွမ်းရအောင်ဟာလေလုယာသူဖျားတင်ကိုလက်ခုပ်တီးပြီးတော့ချီးမွမ်းပြီးတော့ထိုင်ရအောင်ဟာလေလုယာအားလုံးပြန်ထိုင်ရအောင်ဓမ္မကျွန်တော်တွေ့ရတယ်သူတစ်ဖြစ်ရန်ကုန်ကကျွန်တော်မိတ်ဆွေနှစ်ယောက်လဲရောက်လာတဲ့အတွက်အင်မတန်မှရင်ခုန်တယ်သူတို့ဟာအင်မတန်မှနာမည်ကြီးတဲ့ရန်ကုန် The City မှာကျွန်တော်တွေ့ဆုံခဲ့ကြတဲ့ The City Church ကကျွန်တော်မိတ်ဆွေတွေဖြစ်တယ်။ယေရှုပြုပြီးတော့ခဏလေးမတက်ပေးပါဦးဒီမှာတော့အားလုံးလက်ခုပ်တီးပြီးတော့ကျူဆူရအောင်ဟာလေလုယာဟာလေလုယာထိုင်လို့ရပါပြီယေရှုတင်ပါတယ်။ကျွန်တော်ထူဖျားသခင်ကိုလွတ်လွတ်လပ်လပ်ချီးမွမ်းကိုးကွယ်တဲ့နေရာမှာကျွန်တော်ပါဝင်တဲ့အဖွဲတွေဖြစ်တယ်။ကျွန်တော်ဖျားသခင်ဟာစိတ်နှလုံးအကျွမ်းမဲ့တဲ့ချီးမွမ်းတဲ့နေရာမှာမပါဘဲနဲ့နော်စိတ်နှလုံးမပါတဲ့နေရာမှာဖျားသခင်ကိုချီးမွမ်းတဲ့နေရာမှာတွားထိုင်ပြီးတော့အချိန်ဖြုံးတာတကယ်ကဘာပေါ်မှာအဲ့လိုမျိုးနေရာမှာကျွန်တော်မပါတာအင်မတန်မှကံကောင်းတယ်လို့ကိုယ့်ကိုထင်ဆိုတော့ဒီနေ့တကယ်ကျေးဇူးတင်တယ်လူတစ်တွေခဏအရင်ဆုံးမိတ်ဆက်ရအောင်ကျေးဇူးပြုပြီးတော့ဒီနေ့ပထမဦးဆုံးဖျားချောင်းလာပါတယ်ဒီနေရာကျွန်တော်မြန်မာမိတ်သားရလေးကိုပါဝင်ပါတယ်ဆိုတာအခုနကျွန်တော်ရန်ကုန်ကကျွန်တော်မိတ်ဆွေနှစ်ယောက်အပါအဝင်နောက်ထက်များရှိတယ်နော်ရှိတဲ့နေရာနဲ့ခဏလေးမတက်ရပေးပါပထမဦးဆုံးဒီမှာဖျားချောင်းမှာပါဝင်နေသူခဏလေးမတက်ရပေးပါတယောက်ကျေးဇူးပြုပြီးတော့ကျွန်တော်မိတ်ဆွေတွေခဏမတက်ရပေးပါအားလုံးလက်ခုပ်တီးပြီးတော့ဖိတ်ခေါ်ရအောင်လက်ဆောင်အနေငယ်လေးရှိတယ်အဲ့ဒါမှကျွန်တော်မတက်ဘောပဲလဲအဲ့ဒီဘောပဲလဲမှာကျွန်တော်တွေ့တဲ့အတိုင်းကျွန်တော်အတွက်တရိယာဆူတောင်းပေးကြပါလို့နော်ကျေးဇူးတင်နေ
Okay, Jesu Timare, Dinia ha, General Kanana Pioda. General Piatkin go time containing my time bureau Chimone near Mamo, then go time Powin bureau second near Pite. A Mudo ma General G2 in Jetty time, General Powin second near Pite to jump, time con Luma time for Majusa Javane. Along Piatra Sekaba Powimba. Piat General Loka Madoma, Alo Loyin, Tanais and Below Yaris or a she did abe. Piadikin was an old chimbera, Chimbedio, Yeshu Canale Hangara Alakam Hobo. Piadikin was a chimbera, the Kamas are not known Mia Capu. General Lupu bought on my concone, a Domapu Cabo, Elupura comes to not Chore John Puram Hobu, and I no chores or a tetano, mutimi choino, or a no chorane to Tubeno. General Babio Chilese, Erin Lupu Boaco, Paya Atwetano, a chain Pere Kaja. 真係嘢應堂劈過嚟，圖片啲傾家阿講數語切別啦ဖြစ်တယ်，哈利路亞。咁啊，我真係苗都苗啦，講咧路咪師傅咯，真係嗰下個天，而佢咪攞嚟路邊天家嘛吧，喏，佢約翰出嚟路邊天嘛吧，但係咩真係話表情嚟先，而裏面pom山咧咧，所以真係數唔當得嘅嘢啲片啲傾真係個別啦ဖြစ်ပါလေ，佢約翰出苗都苗咩嚟天喏。 တကယ်ဟုတ်သလားတဲ့ခုနမေးတာကျွန်တော်တွေ့တယ်ဟုတ်တယ်တဲ့ကိုယောဟန်ထွန်းလည်းဟုတ်တယ်ကဘာပေါ်မှာမင်းမကိုအချစ်ဆုံးအချိုးဆုံးလို့ပြောထားတာခုနကျွန်တော်တွေ့တယ်နော်ကျွန်တော်ဘာပြောချင်တယ်လဲဆိုရင်ဒီနေ့ဖះကိုကျွန်တော်အချိန်ပေးထားတာဘယ်တော့မှနောင်တရဆရာအကြောင်းမရှိဘူးဆိုတော့တကယ်ကျေးဇူးတင်တယ်ကျွန်တော်ဆိုတော့တနေ့မှာတနင်္ဂနွေနေ့ဆိုရင်3နေ့မနေ့ပိုင်းမှာကျွန်တော်ဒီမှာလူအနေစုနဲ့ဖះတင်ချီမွန်ကူကွယ်တဲ့နေရာမှာပါဝင်နေအခုလည်းမများပါဘူးပူနည်းနည်းတော့နေတာပေါ့နော် အဲ့ဒါပြီးဒီဟာကျွန်တော်တို့အတင်းတော်ထက်နေလေမတိမ်မရင်ဖြစ်တဲ့အဖွဲတွေစီမှာတွားတယ်အဲ့ဒါပါလဲဆိုရင်အချင်းထောင်ထဲမှာတရားဟောတဲ့တနည်းရှိတယ်ဆိုတော့အားလုံးဟာလူတရားမပြည့်တဲ့အဖွဲတွေဆိုတော့အင်မတန်မှကျွန်တော်ခွန်ဒီနေ့တအားများတဲ့ကလေးတွေပါလာလို့နော်ဒီကလေးတွေလည်းကမှဆိုတော့တကယ်ကျေးဇူးတင်တယ်ဆိုတော့ဒီနေ့ကျေးဇူးပြုပြီးတော့အတင်းဝင်တဲ့မိသားစုအတွက်ခဏလေးဆူတောင်းခြင်းကိုကျွန်တော်အချင်းခဏယူခြင်းနဲ့ကျွန်တော်ဒီနေ့သူတို့ဖခင်ကြီးမလာနိုင်ပေမဲ့ကျွန်တော်ကိုယ်တိုင်လက်ထပ်ထားတဲ့အတစ်ဆက်လေကျွန်တော်အေးချမ်းကိုကျေးဇူးပြုပြီးတော့ရှိမှခဏလေးထွက်ပြီးတော့နေရာယူပေးပါဒီအေးချမ်းဟာကျွန်တော်တို့ဆလိုင်းအိုက်ဇက်ရဲ့အမျိုးသမီးဖြစ်တယ်အမှန်သူတို့မိသားစုဟာဒီနေ့အတူတူလာခြင်းပေမဲ့ဒီလောက်ဝမ်းကိစ္စကြောင့်သူခင်ဖို့မလာနိုင်တဲ့အတွက်မိသားစုကိုစားဒီသူတယောက်တည်းကိုကျွန်တော်ဆူတောင်းပေးမှဖြစ်တယ်ဒီအသင်းဝင်လို့ပြောတဲ့အခါမှာကျွန်တော်ဒီနေရာဟာဖျားသခင်ရဲ့ကောင်းကင်နိုင်ငံမိသားစုတွေဖြစ်တဲ့အတွက်ကြောင့်ဒီအသက်ရှင်တဲ့ကာလဟာခါမှာရှိတဲ့ချိန်မှာကျွန်တော်အတူတကွဝန်နေတဲ့ခါဝမ်းမြောက်တဲ့ခါအတူတကွကျွန်တော်မိသားစုတစုလို့အသက်ရှင်မယ့်နေရာဖြစ်တဲ့အတွက်ကြောင့်ဒီမိသားစုလေးထဲမှာလာရောက်ပြီးတော့သူတို့မိသားစုအသင်းဝင်ဖြစ်နေဒီနေ့စက္ကတဲ့အတွက်ကြောင့်ကျွန်တော်လှိုက်လေးကျေးဇူးတင်တယ်ဝမ်းမြောက်တယ်ကျွန်တော်အမှန်တကယ်ခေါင်းဆောင်ကျွန်တော်ကိုထိန်းချောင်းတဲ့သူကကျွန်တော်လည်းမဟုတ်ဘူးဖျားသခင်ပဲဖြစ်တယ်ဘယ်တော့မှငိုက်မီးအပြုတ်ခြင်းမရှိတဲ့တိုးထိန်ရှင်ယေရှုကတားလည်းကျွန်တော်ရဲ့ခေါင်းဆောင်ဖြစ်တယ်ဟာလေလုယာသူခေါင်းဆောင်မှုအောက်မှာဒီနေ့ဒီမိသားစုလည်းစက္ကတာဖြစ်တယ်ခဏလေးမျက်စိမိတ်ပြီးတော့ခဏလေးမိသားစုအတွက်ဆုတောင်းကြပါစို့အသက်ရှင်ရဲ့အနာဂတ်ကိုနဲ့ပြည့်စုံတော်မူသောအဖာယနေ့ကိုရရှင်ဖျားတာအိဇက်နဲ့ဒီနေ့ကိုရရှင်ဖျားသမီးအေချန်တို့ကိုရရှင်ဖျားဒီမြန်မာမိတ်သားရလေးထဲမှာသူတို့အသက်တာစက္ကလက်ကိုရောရဲ့နိုင်ငံတော်အတွက်သူတို့တက်ဆွမ်းသမျှပါဝင်ဆက်ကပ်ဖို့ရန်အတွက်ဒီနေရာမှာကိုရောသူတို့ဆက်ကပ်တဲ့အခါမှာကိုရောဒီမိသားစုကိုရောအတုံးပြုတ်နိုင်တယ်ဒီမိသားစုအဖြစ်ဒီမိသားရကိုအောဖွယ်ကိုရောရှင်ဖျားကောင်းကြီးပေးမိဖြစ်တဲ့အတွက်လည်းကျေးဇူးတော်ချီးမွမ်းကြပါတယ်ဒီမိသားစုအဖြစ်ကိုရောရှင်ဖျားဒီကောင်းအတင်းတော်ကိုလည်းကောင်းကြီးမင်္ဂလာဖြစ်စေမိဖြစ်တဲ့အတွက်လည်းကျေးဇူးတင်တယ်ဒီအတင်းတော်အဖြစ်လည်းဒီမိသားစုကိုကောင်းကြီးမင်္ဂလာဖြစ်စေမိဖြစ်တဲ့အတွက်လည်းကိုရောနာမတော်ချီးမွမ်းတယ်ကိုရောရှင်ဖျားဒီမိသားစုကိုရရှင်ဖျားအသက်ရှင်လှောက်ရှားသွားလာသည့်နေရာတစ်ခုစီတိုင်းယနေ့ကိုရရှင်ဖျားတူးထင်းဟာကျွန်တော်မဟုတ်ပါကိုရရှင်ဖျားတာလည်းကျွန်တော်တို့ရဲ့တူးထင်းရှင်ဖြစ်တဲ့အတိုင်းယနေ့ကိုရရှင်ဖျားဒီမိသားစုစာဝဲနေရဲ့ကိုရရှင်ဖျားအသက်ကျွန်တော်ရဲ့အရာခတ်သိမ်းဟာကိုရောရဲ့လက်ထဲမှာရှိတဲ့အတွက်ကြောင့်ယနေ့ကိုရောရဲ့လက်ထဲမှာဒီမိသားစုယနေ့ပြန်လဲပြီးတော့ဆက်ကအနှံတယ်ကိုရရှင်ဖျားဒီနေ့မိသားစုတင်းဝင်အနေနဲ့ယနေ့ကိုရရှင်မတို့စိတ်နှလုံးထဲမှာနှိုးဆော်တဲ့ဒီနေရာတော့ပို့ဆောင်ခြင်းဟာကိုရောတို့ကိုနှိုးဆော်တဲ့အကြောင်းကျွန်တော်ယုံကြည်တယ်ဒါကြောင့်ကိုရရှင်ဖျားဤမိသားစုအဖြစ်ဒီအတင်းတော်မိသားရမှာရှိသောယုံကြည်သူများကိုခွန်အားဖြစ်စေပါဒီမိသားစုအဖြစ်ကိုရရှင်ဖျားကောင်းချီးဖြစ်စေပါ
ယနေ့ကနေစပြီးကိုရရှင်ဖျားဤမိသားစုနဲ့ဒီနေ့ဒီမိသားရသည်အတူတကွကိုရောနိုင်ငံတော်ကျေပြန့်စေဖို့အလုံးဟာတလုံးတော်အတင်းနဲ့အတူတကွရှောက်လာမိဖြစ်တဲ့အတွက်ကြောင့်ကိုရရှင်ဖျားချစ်ချင်းမေတ္တာအဖြစ်ဒီမိသားစုနဲ့ဒီအတင်းတော်ကိုပတ်ရဲလက်ကောင်းကြီးဖြစ်စေပါမည်အကြောင်းဆုတောင်းဆက်ကတဲ့အခါမှာယေရှုဖျားနာမအဖြစ်အလွေတဲ့ဆိုနဲ့ဆုတောင်းဆက်ကကြပါရယ်မြတ်စွာသောဖျားအာမင်ခဏလေးအတင်းဝင်ကတ်လေးကိုကျွန်တော်ပြင်မှာဖြစ်တယ်အားလုံးလက်ခောက်တီးပြီးတော့ကျူဆိုရအောင်ကျွန်တော်ဆက်လက်ပြီးတော့အချိန်နာရီကိုကျွန်တော်တဘာပတိစီမှာပြန်လဲပြီးတော့အနှံပါမယ်ချိန်နဲ့မှာဗာလဲတစ်ဆက်ထဲမှာပေါ့နော်ခရစ်သူငယ်များရဲ့အကောက်ကိုလည်းတစ်ခါတည်းမှာပါတယ်ဟိုမှာတစ်စိတ်ခါချင်းဖြစ်ပါတယ်ပြန်ပြောမယ်နော်တက်တက်ခံချင်းအခုချိန်မှာဆိုတက်တက်ခံချင်းဖြစ်တယ်အဲ့တစ်ဆက်ထဲပေါ့နော်ခရစ်သူငယ်များရဲ့အကောက်ကိုလည်းတစ်ဆက်တည်းနဲ့ကျူးသွားမှာဖြစ်တယ်နော်အဲ့ဒါပြီးသွားရတယ်ပေါ့နော်စံစာပတ်ချင်းကိုစမဝန်တရားနေမှာဥဆောင်သွားမှာဖြစ်ပါတယ်လို့အလုံးဝဆက်ကဆက်ခုတ်ပြည့်နဲ့ဥဆောင်သွားမှာဖြစ်တယ်ပြီးမှနှစ်ယောက်တစ်ချင်းပေါ်တော့ပြီးရင်စီစီနဲ့ချယ်ရီကနေမှတီဆိုဆောင်ဖြစ်တယ်အဖွဲတစ်ချင်းနှင်းဝါဖွဲနဲ့တီဆိုဆောင်ဖြစ်တယ်ဒေနာရှင်ကစာအချံဖြစ်မယ်အပိတ်တစ်ချင်းလဲစာအချံဖြစ်မယ်ကို့အချိန်မှာကိုထိုင်မှာအချိန်ယူရမှာဖြစ်ပါတယ်တထမအိုးစော်ပေါ့နော်ဒီလိုမျိုးဖခင်ရဲ့ရှိမှတက်တက်ခံခွင့်ပေးတဲ့ဖခင်ကျေးဇူးတော်ချီးမွမ်းပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာဆိုလို့အခုဖြစ်ပျက်နေတာပေါ့နော်။ယောဂလည်းဖြစ်တယ်စစ်ပြေလည်းဖြစ်တယ်။ဒါပေမဲ့ဒီဂျားရဲကနေပြီးတော့ဖခင်သခင်ကနေပြီးတော့ကျွန်တော်နဲ့ကျွန်တော်အမိသားစုအခုချိန်ထိဂျမ်းမောက်ခွန်းလို့ပြီးတဲ့အသက်ရှင်ခွင့်ပြီးအသက်ရှင်ခွင့်လို့ပြီးတယ်ပေါ့နော်။ဒီကျေးဇူးတော်ကျွန်တော်စဉ်းစားပြီးတော့ကျွန်တော်ရည်သွက်တဲ့အခါမှာကျေးဇူးတော်မချီးမွမ်းမဲ့ကျွန်တော်နေနိုင်ဘူးဖြစ်တယ်။ညအစွန်တခါတလေကျညမကျွန်တော်ဝက်ပြိုးတဲ့ခါမှာပေါ့နော်တခါတလေကျကျွန်တော်ညမအပြီးတခါကျကျွန်တော်ကဖုန်းတွေပါပြီးဆော့ပြီးတော့ဘင်းတတ်တယ်ကျွန်တော်ဘယ်လိုပြောလဲဆိုတော့မဘင်းချနဲ့တော့ဖခင်သခင်ကဒီနေ့ဒီချိန်ထိအသက်ရှင်ခွင့်ပြတာဖခင်သခင်ကြောင့်ပဲဖြစ်တယ်။လာကြချေမွန်ကြရအောင်7မိနစ်ပဲဖြစ်9မိနစ်ပဲဖြစ်ဒီအရာတွေတန်ဖိုးရှိတဲ့အရာဖြစ်တယ်ဆိုပြီးမှအမေရန်ကျွန်တော်ပြောတာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့အခုဖခင်သခင်ကိုချေမွန်ခြင်းတော့ငါလည်းပဲမချေမွန်နိုင်တဲ့သူတွေမြောက်များစွာစီယုံမှလည်းရှိတယ်။အိုးတိုးထဲမှာလည်းအများကြီးရှိတယ်။သူကြားထဲမှာတင်နဲ့ကျွန်တော်ဒီနေ့ဘုရားသခင်ဘယ်လောက်ချစ်လဲ။ချီးမွမ်းနေတဲ့အခါလို့ဘုရားသခင်ပြင်ဆင်ပေးတာဖြစ်တယ်။ဟာလေလုယာ။ဒီနေ့ကျွန်တော်ဂျန်ပိုက်လျာဖြစ်တဲ့တခြင်းတစ်ပုဒ်နဲ့ကျွန်တော်တက်တည်ခံတာဖြစ်တယ်။ဂျန်ပိုက်လျာတော့ကိုခုမြောက်သောစာလံအပိုင်းငယ်9နဲ့10နဲ့ကျွန်တော်တက်တည်ခံမှာဖြစ်တယ်။ထာဝရဘုရားသည်ငယ်စေခြင်းကိုခံရတော်သူတို့၏ခိုလုံရာဘိယံတေရုတ်ဒီကာလ၌ခိုလုံရာဖြစ်တော်မူ၏နာမတော်ကိုတည်တော်သူတို့ဒီကိုတော်ကိုယုံကြည်ကြပါလိမ့်မည်အကြောင်းမူကားထာဝရဘုရားအိုထာဝရဘုရားကိုတော်ကိုရှာတော်သူတို့ကိုစွန့်ပစ်တော်မမူတတ်ပါတဲ့ဒီချမ်းစာထဲမှာကိုတော်ကိုရှာတော်သူတွေလုံးဝစွန့်မပစ်ဖို့တဲ့တမန်ကျမ်းစာကဒီလိုပြောတာဖြစ်တယ်အဲ့တော့အချိန်တိုင်းစက္ကန့်တိုင်းဆိုတဲ့တခြင်းလေးဖြစ်တယ်တခြင်းလေးစာသားလေးကတော့ယောဘသစ္စာတရားတည်ခွင့်ရခြင်းမှာဒုက္ခတရားတွင်ဟင်းတော်ဖို့မလိုပါတဲ့ယောဘအစလို့ရှိရင်ကျွန်တော်အားလုံးသူ့အကြအားလုံးတည်တဲ့အတိုင်းပဲပေါ့နော်သူ့မှာဒုက္ခတွေခက်ခဲအများကြီးကြုံနေတော့ငါလည်းပဲဖရာသခင်လုံးဝသူစိတ်မပြတ်ဘူးဖရာကဲတော့အမေရန်ချီးမွမ်းနေတဲ့အခါမှာဖရာသခင်ကသူဆုံးရှုံးတော်တဲ့အရာတွေအမြောက်မြတ်စွာကောင်းကျိုးပြန်ပြည့်တယ်ဆိုတော့ကျမ်းစာထဲမှာတွေ့ရတာဖြစ်တယ်အဲ့တော့အတန်ထက်ပေါ်လို့တချီလေးစာတော့ပဲနားထောင်ပေးပါလို့ယေရှုတော်ဘာနဲ့မေတ္တာရခံခြင်းတယ်ပေါ့နော်ယောဘသစ္စာတရားဒီကိုရခြင်းမှာဒုက္ခတရားအတွေ့ငေးသွားဖို့မလိုပါစုံစမ်းစစ်ဆေးမှုတွေကြုံတွေ့နေတော့ခိုင်မာချ
基督徒期望把身边多美，所有送情嘛，随便爱也算，多个面对兄弟不路吧，送上是什么对，就对了都开吗？基督徒期望把身边多美。情嘛，情满满嘞，基督徒阿隆松，别情嘛，情满嘞，深情心撒结耶，啊情代那一代是更代嘛，基督徒共度过，情满不共难。yo ba te sa dia te khoi ya ching ma do kha te ya atwe ngi twa phu ma lo ba mo dai than do bo ma le ngi ko da da ye piu ten ba piu che ba se pi to me送情嘛，随便爱也算，多个你的兄弟不路吧，送上是什么对，就对了都开嘛，基督徒期望把身边多美。情嘛，情满满嘞，基督徒阿隆松，别情嘛，情满嘞，深情心撒结耶，啊情代那一代是更代嘛，基督徒共度过，情满不共难，有时代偏心共济比巴西。哈利路亚，哈利路亚，哈利路亚。ယနေ့တာအသက်ရှင်ခွင့်ပေးတာကဖခင်ရဲ့ကြည်လူတော်ကြောင့်ဖြစ်တယ်အာမင်ကျွန်တော်လည်းနည်းနည်းတက်တက်ခံခြင်းတယ်အဲ့ဒါဘာလဲဆိုတော့ဖခင်ရဲ့ကျွန်တော်ပေါ်ကိုယနေ့ဒီဟခါကိုပို့ဆောင်ပေးတဲ့အကြောင်းဖြစ်တယ်ကျွန်တော်ကဇာတိကတော့ကျွန်တော်ဟိုတနေ့တက်တက်ခံတယ်လို့ကျွန်တော်မော်လမြိုင်ဖြစ်တယ်ကျွန်တော်လည်းဗုဒ္ဓဘာသာနဲ့ပြောင်းလဲတဲ့သူဖြစ်တယ်ပြီးတော့ကျွန်တော်ထိုင်းနိုင်ငံမှာအလုပ်တလုပ်တဲ့သူဖြစ်တယ်ထိုင်းနိုင်ငံမှာဖျားရခဲ့တာဖြစ်တယ်ဒါပေမဲ့တနေ့မှာဖျားရခင်ကကျွန်တော်ကိုသူ့ရဲ့အမှုရာတွေမှာပါဝင်ဖို့ရန်အတွက်ကျွန်တော်စကားပြောလာတယ်စကားပြောလာတဲ့အခါမှာကျွန်တော်ကဘာဖြစ်လဲဆိုတော့ဖျားရခင်ကိုကျွန်တော်ကဘာမှမတတ်နိုင်ဘူးကျွန်တော်ကတရားဟောတာလည်းဝါသနာမပါဘူးတခြင်းဆိုတာလည်းဝါသနာမစကားပြောတာလည်းဝါသနာမပါဘူးကျွန်တော်ကဟိုအယက်တမဘဝတွေကကိုယ်အခန်းလေးနဲ့ကိုအေးသေးသေးတိတက်နေခြင်းတဲ့လူတစ်ယောက်ဖြစ်တယ်ကိုအရက်တောက်နေတဲ့အချိန်မှာကိုလာပြီးတော့ပြဿနာဆိုင်လဲကိုကပြန်ပြီးတော့ပြဿနာဆိုင်လူတစ်ယောက်ဖြစ်တယ်ဒါပေမဲ့တနေ့မှာဖျားရခင်ကဘာပြောလဲဆိုတော့ကျွန်တော်ကိုစကားပြောတာဖြစ်တယ်မင်းခရိယန်နေရှိတဲ့နေရာမှာသွားပြီးတော့မင်းသာသနာပြုရမယ်လို့စကားပြောတဲ့အခါမှာကျွန်တော်ညင်းပေတယ်ဘာကြောက်လဲဆိုတော့ကျွန်တော်ကဗုဒ္ဓဘာသာနဲ့အဲ့ဒီကျွန်တော်ပြောင်းလဲလာတော့က3-4နှစ်ပဲရှိသေးတယ်ခရိယန်တွေကိုသွားပြီးတော့သာသနာပြုရမယ်ဆိုတော့ဟာမဖြစ်နိုင်ဘူးသူတို့ကိုကျွန်တော်ကဖခင်ရဲ့ကောင်းမြတ်ကြောင်းတပြောလို့ရှိရင်ကျွန်တော်တို့ကယူနေတယ်လို့ပြောမှာပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီခရိယန်ဆိုတာကငယ်တင်တောင်ကျကလေးဘွားအရွယ်တွေကသူတို့တွေကဖခင်ကိုသိပြီးသားလေယေရှုကကယ်တင်ရှင်ဆိုတာသိပြီးသားသူတွေကိုကျွန်တော်ကသွားပြီးတော့ကယ်တင်ခြင်းကြောင့်တရားတော်ဟောရင်သူတို့ကျွန်တော်ကိုယီမှာပေါ့ကျွန်တော်ဖခင်နဲ့ကျွန်တော်စကားပြောခဲ့တာဖြစ်တယ်ဒါပေမဲ့တို့တော့တနေ့မှာဖခင်ကဘာပြောလဲဆိုတော့
ငါစကားကတည်တယ်လို့ပြောတယ်ဟာလေလုယာအဲ့ဒါမှကျွန်တော်တို့ကဖခင်ရဲ့စကားကကျွန်တော်တို့ပေါ်ရောက်လာတဲ့အခါမှာကျွန်တော်တို့ကတည်ဖို့လိုတာဖြစ်တယ်အဲ့နဲ့ကျွန်တော်သုံးပြချက်ချတယ်ကျွန်တော်အလုပ်လုပ်တယ်ကျွန်တော်ထိုင်းတိုင်းကမှာပြိပေါ်ကလုပ်တာဖြစ်တယ်ပြိပေါ်ကကျွန်တော်မလုပ်တော့ဘူးကျွန်တော်တာသနာပြုဖို့ရန်အတွက်ကျွန်တော်ဒီမျိုးအတင်းပေါ့နော်အတင်းထဲမှာကျွန်တော်ဝင်တယ်အဲ့ဆရာမှာကျွန်တော်ပြောတယ်ဆရာကျွန်တော်ကျမ်းစာကြောင်းတက်ချင်တယ်ကျွန်တော်ဖះမှုတော့စောင့်ချင်တယ်ကျွန်တော်ဘယ်လိုလုပ်ရမလဲပေါ့နော်ကျွန်တော်ဒီမှာအစေခံမယ်လို့ပြောတယ်ဒါပေမဲ့အဲ့ဆရာကပြောလဲဆိုတော့ဟုတ်ပြီအစေခံပါမင်းငါကျမ်းစာကြောင်းပို့ပေးမယ်လို့ပြောတယ်အဲ့နဲ့ကျွန်တော်လည်းအစေခံတယ်3လအစေခံတယ်ကျောင်းဖွင့်ချိန်ရောက်တော့ဘာပြောလဲဆိုတော့ကျောင်းအပ်ဖို့ကြတော့လူကပြည့်သွားပြီတဲ့ကျွန်တော်ကပထမကျွန်တော် worship မှာသူတို့ကဟိုဆရာထန်တောင်းပေါ့နော်တောင်ကြီးမှာအဲ့တော့ဖွင့်နေဆိုတော့အဲ့ဒီကိုပို့ဖို့ဖြစ်တယ်ဟာလူကပြည့်သွားပြီဆိုတော့ကျွန်တော်ကလည်းအရန်စိတ်ညစ်သွားတယ်အဲ့နဲ့ကျွန်တော်ပြန်ဆုတောင်းကိုတော့ပြောတော့ကျွန်တော်ကိုသာသနာပြုခိုင်းတာကိုဘယ်လိုဖြစ်လဲကျမ်းစာကြောင်းလည်းမတက်ရအောင်ကျွန်တော်ဘယ်လိုလုပ်ရမလဲကျွန်တော်လမ်းစာပြောက်ပြီးကျွန်တော်ပြောတယ်ဒါပေမဲ့မမျော်လင့်ပဲနဲ့ကျွန်တော်ဒီချမ်းတော်ပေါ့နော်အမျိုးသမီးဖက်ကနေကျွန်တော်စပွန်ဆာပေးတာဖြစ်တယ်ဒါကအတူကျုပ်လေးပေါ့နော်အနောက်မှာလည်းအစီအစဉ်တွေရှိတယ်ဆိုတော့ပြီးတော့ကျွန်တော်ဒီထိုင်းနိုင်ငံကနေကျွန်တော်ဒီချင်းပြည်နယ်ကိုလာဖို့ရန်အတွက်သူကတော့လာပါလို့ပြောတယ်ဒါပေမဲ့ကျွန်တော်မှလမ်းစေးမရှိဘူးလမ်းစေးဘတ်20ပဲရှိတယ်ထိုင်းဘက်ဆန်ကိုတော့တကယ်မို့ထိုင်းနိုင်ငံကနေဒီမြန်မာပြည်လောက်ပေါ့နော်ကျွန်တော်တို့ဒီမြဝတီကိုလာမယ်ဆိုရင်အနည်းဆုံးထိုင်းဘက်ဆန်1500လောက်ကုန်တယ်ကျွန်တော်မှ20ပဲရှိတယ်ဟာဘယ်လိုလာမလဲလုံနေနိုင်မဖြစ်နိုင်ဘူးဒါပေမဲ့ကျွန်တော်ဆုတောင်းတယ်ကိုတော့ဖွင့်ပေးတဲ့လမ်းဆိုရင်ကိုတော့ပြင်ဆင်ပေးပါကျွန်တော်ဆုတောင်းတယ်ဒါပေမဲ့မျော်လင့်မဲ့နဲ့ဘုရားသခင်ကျွန်တော်တို့တမန်ကျမ်းစာနဲ့စကားပြောတာဖြစ်တယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့တုတ်တန်3 5နဲ့6မှာရှိတယ်ထာဝရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့ကိုးစားလို့ကိုညံကိုအမိမပြုတ်နဲ့တွားလေးရမှာထာဝရဘုရားကိုမျက်မှောက်ပြုလို့တို့ပြုရင်တင်းရဲ့လမ်းခီကိုပဲ့ပြင်လို့ပေးမယ်လို့ပြောတယ်ဟာလေလုယာဒါပေမဲ့ကျွန်တော်ဆုတောင်းနေဒီကျမ်းစာကိုခွန်အားရတယ်ဒါပေမဲ့ကျွန်တော်မှသွားဖို့လမ်းစေးမရှိဘူးကိုတော့ကျွန်တော်ကိုလမ်းစေးပေးပါကျွန်တော်သွားဖို့ရန်အတွက်ကိုတော့ကျွန်တော်လမ်းဖွင့်ပေးကျွန်တော်ဆုတောင်းတယ်ဒါပေမဲ့ကျွန်တော်ဆုတောင်းတင်မှာဘုရားအိတ်ကျမ်းနဲ့ကျွန်တော်စကားပြောတယ်ပတ်စံတော့မရောက်လာဘူးကျမ်းချက်တော့ရောက်လာတယ်အဲ့နဲ့ကျွန်တော်လည်းဟုတ်ပြီကိုတော့စကားမှာကျွန်တော်ရက်တည်မယ်ကျွန်တော်သွားမယ်ကျွန်တော်ပတ်စံ20ပဲရှိတယ်ကျွန်တော်အဝတ်စားထုတ်တယ်ကျွန်တော်ထည့်တယ်ထည့်ရတော့ကျွန်တော်နည်းနည်းလေးရှိတဲ့ပစ္စည်းတွေအားလုံးလူများကိုပေးပလိုက်ပြီအခန်းလေးလူများကိုပေးပလိုက်ပြီအဲ့နဲ့ကျွန်တော်ထွက်အဲ့လိုပါကားကိတ်ကတော့မရှိဘူးဆိုရင်ဒီနေ့ဘောလုံးကွင်းလောက်ရှိတယ်တော့လမ်းလျှောက်တယ်ဟေးရှောက်သွားတာကားကိတ်ကိုရောက်တော့ကားစောင့်နေတာအရန်လဲမောတယ်လीနော်မောတော့ကျွန်တော်အမလွဲတစ်လုံးချတယ်အမလွဲတစ်လုံးက10ဘက်ဆိုတော့အမလွဲတစ်လုံးချတယ်မောတော့ယုံကြည်ခြင်းနဲ့ပဲဖျားတတ်နိုင်တယ်ဆိုတာကျွန်တော်ယုံကြည်ပြီးသားဖြစ်တယ်အဲ့ဒါကျွန်တော်တောက်တယ်မမျော်လင့်ပဲနဲ့ကျောတငယ်ချင်းတယောက်ရောက်တော့ကျော်စုဘယ်သွားမလို့လဲလို့မေးတယ်ကျွန်တော်နာမည်ကကျော်စုဦးဖြစ်တာဟုတ်ကျော်စုဘယ်သွားဖို့လဲမေးတော့ကျွန်တော်ငါတော့မြန်မာပြည်မှာတာသနာပြုတော့မယ်လို့ကျွန်တော်ပြောတာဒါပေမဲ့လက်ထက်မှာတော့ပတ်သက်မရှိဘူးဒါပေမဲ့ကျွန်တော်ယုံကြည်တယ်ဖျားတတ်နိုင်တယ်ဆိုတာဒါပေမဲ့ तू ကပဲပြောတော့မင်းမြန်မာပြည်မှာတာသနာပြုဖို့ရန်အတွက်အရေးမကြီးဘူးဖခင်ကငါ့ကိုညတိုင်းနှိုးဆော်နေတယ်တဲ့မင်းကိုကောင်းချီးပေးဖို့တဲ့ဟာလေလုယာကျွန်တော်ကတော့အပြေမရဘူးဆုတောင်းတယ်တို့တော့ဖခင်ကအလုံးလုံးနေတာဖြစ်တယ်ဟာလေလုယာအဲ့နဲ့ तू ကကျွန်တော်ကိုလာပြီးတော့ကောင်းချီး9000ပေးသွားတယ်ထိုင်ပစံကောင်းချီး9000ပေးသွားတာဖြစ်တယ်အာမင်ဟာလေလုယာဖခင်မှရက်တီလို့ရှိရင်ဖခင်ကကျွန်တော်တို့သွားမဲ့လမ်းခီကို तू ကပြင်ဆင်ပေးသွားတာဖြစ်တယ်ဟာလေလုယာအဲ့နဲ့ထိုင်းနိုင်ငံကျွန်တော်မှဗုဒ္ဓဘာသာတွေအများကြီးပဲကားပေါ်မှာကျွန်တော်တက်တိခံတယ်ကောင်းမြတ်ကြောင်းတက်တိတွေခံမုတ်လဲဝေကျွေးတယ်သူတို့ထမင်းလဲကျွေးတယ်တက်တိခံထိုင်းနိုင်ငံကျွန်တော်မြတ်ဝတီကိုရောက်တော့လမ်းစိတ်ကပတ်စံမြန်မာငွေဘတ်တော်လဲလိုက်တာ2000ခွဲပဲကျန်တော့တယ်2000ကျော်လောက်ပဲကျန်တော့တယ်အဲ့နဲ့ကျွန်တော်ကားတော့မေးတယ်မြတ်ဝတီကနေကျွန်တော်ဒီဟခါဘောနော်သွားမယ်ဆိုရင်လမ်းစေးဘယ်လောက်လဲလို့ကျွန်တော်ကမေးတယ်အားလုံးသူကတော်တာ9000ကျမယ်တဲ့လမ်းစေးမြန်မာငွေ9000ကျမယ်လို့ပြောတာဟာကျွန်တော်ကြည်တယ်ပတ်စံ2000ခွဲပဲရှိတယ်ဟာပတ်စံ2000ကျော်ပဲရှိတယ်ဆိုတော့ကိုတော့ဒီကနေအိမ်ကိုပြန်မယ်ဆိုရင်တော့လမ်းစေးက1000ခွဲပဲကုန်မှာတယ်မို့မြတ်ဥဒဟခါကိုလာမယ်ဆိုရင်9000ကုန်မယ်ဒါဆိုရင်ကိုတော့ကကျွန်တော်ဒီကိုပို့ပေးတာအိမ်ပြန်မို့လားလမ်းစေးမရှိတော့ဘူးလေကျွန်တော်ဆုတောင်းတယ်ဆုတောင်းတော့ဘာပဲဖြစ်ဖះပါပြောဆိုတော့အဲ့တုတ်တန်3 5 6နဲ့ကျွန်တော်စကားပြောတယ်ကျွန်တော်အဲ့ဒါလိုပဲကျွန်တော်ခွန်အားကြီးရတာဖြစ်တယ်အဲ့နဲ့ကျွန်တော်ကားလက်မရောက်တဲ့ဆရာစီကိုကျွန်တော်သွားတယ်ဆရာကျွန်တော်ဟခါကိုသွားမယ်လို့
အေးတဲ့ तू ကကျွန်တော်နာမည်တွေပါပြောပြီးတော့ကျွန်တော်ပတ်စံပေးလိုက်တယ်ပြီးတော့ तू ပတ်စံကိုရီတယ်ပတ်စံ2000ကျော်ပဲရှိ तू ကျွန်တော်ကြည်လိုက်ပတ်စံကိုရီလိုက် तू ပြောတယ်ပတ်စံကလမ်းစရာ9000ကျမလို့ပြောတာတဲ့ဒီမှာ2000ကျော်ပဲရှိတယ်မဟုတ်ဘူးဆရာကျွန်တော်ကျွန်တော်ဟက်ခါပဲဒါပေမဲ့2000ကျော်ပဲရှိတယ်ဆရာပို့ကျင်တလောက်ပေါ့နော်လမ်းခီကိုပို့ပြီးလို့ရောက်တဲ့နေရာမှာကျွန်တော်ဆင်းမယ်ပြီးကျွန်တော်အလုပ်လုပ်မယ်ပြီးမေရောက်ပြန်သွားမယ်လို့ကျွန်တော်အဲ့လိုမျိုးစွတ်တောင်းတယ်အဲ့နဲ့ကျွန်တော်တေချာကြည့်တယ်နေအောင်နဲ့သူရဲ့ဒီဖုန်းပေါ့နော်သူကြည့်တော့ Messenger နဲ့သူကြည့်ပြီးတော့ဒါမင်းလားတဲ့သူတော့တူတယ်လို့ကျွန်တော်တက်ပုံနဲ့တူတယ်ဘာဖြစ်လို့လဲအေးတဲ့ဒီမှာမင်းတက်ပုံနဲ့မင်းကိုပတ်စံတသိန်းဒီကျွန်တော်ချမ်းတော့အမျိုးသမီးဖွဲ့ကလွှဲထားပြီးတယ်လို့ပြောတယ်ဟာလေလုယာကျွန်တော်တော့မသိဘူးဒါပေမဲ့သူတို့ကပြင်ဆင်ဖခင်ကပြင်ဆင်ပေးပြီးသားဖြစ်တယ်ဟာလေလုယာအဲ့နဲ့ကျွန်တော်ဖခင်ရဲ့ပြင်ဆင်မှုအောက်မှာပဲကျွန်တော်ဝန်ခံရင်းနဲ့ပဲဒီကိုရောက်လာခဲ့တာဖြစ်တယ်ဒီကိုရောက်တဲ့အခါမှာလည်းဗမာစကားတယောက်မှနားမလည်ကြဘူးဒုက္ခပဲကျွန်တော်တရားဟောတယ်အစင်မပြေဘူးတယောက်မှဗမာစကားနားမလည်ဘူးဒါပေမဲ့ဖခင်ကကျွန်တော်မြန်မာတွေရှိတဲ့နေရာပူးဆောင်ပေးတာဖြစ်တယ်ဟာလေလုယာယေရှုတင်တယ်ကျွန်တော်ပြောချင်တာကဖခင်နဲ့တည်လို့ချင်းဖခင်ကသူ့ဟာနဲ့သူပြင်ဆင်သွားပေးတာကိုပြောချင်တာဖြစ်တယ်အာမင်ယေရှုတင်တယ်ရောက်စီတိုင်းဖခင်ကောင်းချီးမင်္ဂလာတက်ရောက်ပါစေကျွန်တော်တသိခံချက်လေးကိုဒီလောက်နဲ့ပဲနှီးကုံချုပ်ပါတယ်ရောက်စီတိုင်းဖခင်ကောင်းချီးပေးပါစေဒီကောအခန်းကြီးကိုအငယ်1ကနေ10အလုံးအတူတကွဖတ်ကြရအောင်။ကောင်းစဉ်ကတမန်တော်လုံးပိုက်ခွင့်များအတူတကွဖတ်ကြရအောင်။ငါပေါ်လူသည်ဂျုံမဟုတ်လူလွှတ်ဖြစ်သည်မဟုတ်လော
တမန်တော်ဖြစ်သည်မဟုတ်လောငါတို့သခင်ယေရှုခရစ်ကိုမြင်ရပြီမဟုတ်လောတင်တို့သည်ဖျားသခင်၌ငါလှုပ်သောအလုပ်ဖြစ်ကြသည်မဟုတ်လောငါသည်အခြားသောသူတို့အားတမန်တော်မဖြစ်တော်လဲတင်တို့အားတမန်တော်အမှန်ဖြစ်၏အကြောင်းမူကားငါသည်တမန်တော်မှန်သည်ဟုတင်တို့သည်တပည့်တော်ဖြစ်သောအဖြစ်ငါကိုတစိတ်ခတ်ကြ၏ငါကိုစစ်စင်းမီးမြန်းသောသူတို့အားငါအပိဖြီစရာစကားဟုမူကားငါတို့သည်စားတော့ခြင်းအခွင့်မရှိသလောကိဖနှင့်သခင်ဖျား၏ငီများမှဆ၍ကျွင်းသောတမန်တော်များကဲ့သို့ငါတို့သည်ဒီသစရီလှဲ့လေရာတွင်နမဖြစ်သောမယားပါစီချင်းဟာအခွင့်မရှိသလောငါနဲ့ဘာနဘတာအလုံးမလုံးပဲနေရတော့အခွင့်မရှိဟုဆိုရသလောအဘယ်သူသည်ကိုယ်စရိတ်ကိုသုံး၍ရှစ်မှုကိုထိုင်ရသနည်းအဘယ်သူသည်ဥယျင်ကိုစိုက်ပျိုး၍အသီးကိုမစားဘဲနေရသနည်းအဘယ်သူသည်ဒိုးထင်းလုပ်၍ဒိုးနို့ကိုမတုံးဘဲနေရသနည်းလောကီဝဟာရအားဖြင့်သာဤသို့ငါဆိုသလောပငက်တရားသည်လည်းဤသို့ပင်ဆိုသည်မဟုတ်လောမောရှိဤပငတိကျမ်း၌လာသည်ကားစပါးနင်းနေသောနွားဤနှုတ်ကိုမချုပ်တီးရဟုလာ၏ဘုရားသခင်သည်နွားကိုသာပမာဏပြုတော်မူသလောသူမဟုတ်ငါတို့ကြောင့်သာ၍သူပငက်တော်မူသလောလေထွန်သောသူသည်မျောလင်းလျက်ထွန်စီခြင်းငါ၎င်းမျောလင်းလျက်စပါးနင်းနေသောသူသည်မျောလင်းသည့်အတိုင်းရရှိခြင်းငါ၎င်းငါတို့ကြောင့်သာဤသို့ကျမ်းစာလာ၏ဖတ်သွားတဲ့အရောက်ရှိတဲ့ပေါ်ဘုရားသခင်တာ၍ကောင်းချီးပေးပါစေအလိုတော်ငွေစက်ကဖို့အတွက်ကြံစာဖတ်ကြပါစို့ရှင်မတဲအခန်းကြီး6အပိုင်းငယ်19တာချေပိုးရဖြက်စီ၍တခိုးထွန်းဖောက်ခိုးရရာမြေကြီးပေါ်မှာဗန္တာကိုမစီးဖို့ကြနဲ့တာချေပိုးရမဖြက်စီ၍တခိုးမထွန်းမဖောက်မခိုးရရာကောင်းကင်ဘုံ၌ဗန္တာကိုစီးဖို့ကြလောအလိုတော်ငွေစက်ကကြပါစို့ဟာလေလုယာဟာလေလုယာကောင်းမြတ်ဆုံးလည်းတော်မူ၍သာသမီတော်ကိုနေ့ရက်စင်တိုင်းကွယ်ကဆုံးမပြည့်ကောင်းချီးပြီးတော်မူသောဖဖယားကိုရောအကြီးစိုးတော်မြတ်ကိုချီးမွမ်းပါ၏ကိုရောရှင်ဒီနေ့ကိုရောရှင်ပြန်ထမြောက်တဲ့နေ့မှာအော်ကိုရောနဲ့ဒုမိသားရဖွဲ့ရသောအခန့်ကိုပြင်ဆင်ပြီးတော့ကြောင့်ကိုရောကြီးစိုးတော်မြတ်ကိုချီးမွမ်းတဲ့ယေရှုတပါးတည်းတလည်းကပါအစစ်စစ်ဘုံကြီးပါစီသာသမီတော်ဒီကိုရောရှင်မှာဝတ်ပြုဖို့လာတဲ့အခါမှာလက်ချစ်တက်မလာပါကိုရောနိုင်ငံတော်ချေပြင်ဖို့အတွက်အလိုတော်ငွေအနေငယ်များကိုယူဆောင်လာခဲ့ပါတယ်ကိုရောဤအလိုတော်ငွေများကိုကိုရောရှင်နိုင်ငံတော်ကျေပြန့်ဖို့အိုးဘုံတော်ထင်ရှားဖို့ကိုရောရှင်အသုံးပြုပြီးတော်မူတာတန်ရှင်တော်ကိုရောလက်တဲ့ထဲသို့အနှံပါ၏ဤအလိုတော်ငွေများကိုပေးလို့ကြတော်တသမီးစစ်တဲ့အတ္တပေါ်မှာအိုးဒီနေ့ငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းကြမ်းမာခြင်းစုကြည်စုအလုံးစုံများကိုကိုရောရှင်ရောက်စစ်တဲ့ပါပေါ်မှာတုံလုံးပေးတနာတော်မူပါသာသမီးတို့အချိန်တိုင်းအလုံးစုံတဲ့အလိုတော်ငွေများကိုကိုရောအနှံလိုက်တဲ့အခါမှာဒီချင်းကိုအောင်မြင်တော်နာဇရက်မြို့သားယေရှုနာမ၌ဆုတောင်းဆက်ကအနံပါရပါအာမင်
ကောင်းချီးပေးပါစေ။ I madama kaumyate Piashin, Zeno, the mutimi poet and the Chimono Pubiro count no. I know what to know to my lunkere Niladrima, Namejire Sorore, Diniama, Turogonia Pekere, Eraka, Asan, Letching Kaina. Basoro, Di Piajon Diniaha, Zeno Piopi Retnia, Namejire be, the chin sume near Maubu, Piata the Muru Chimon near Pite. Hallelujah. That's on dear and the ditching and the Pinaco. Nameji Betuma Macoro, D symbol Mapedo. Baluzero, D symbol Maca, Congiman Nameji, Piata di Muru, Niamenia Pite. Dinet Chensura, Giro Tacatele, the Chine Sadane, Luere, Poedo Leshire, the Chucharo, the Times, or Malay Nine Poedo Shire. Piaga imatama wanda metineno elu piore kama kuna mute miro poido jano piora ma ba no asa jano worship mangira jano piora ba pio chena ka piadi ken ko jano sein halong achievement ne le chima me pio account song le pin sin thara account amiti mi poido le pin sin do aku tphi ne kaung la bi no di the pu kaung le chu sa ja ba ong lo no so ro jano di ne nok ba do wing ha pho yan twet jano pin sin tha de a check ka jano
အရင်တော့ဒီကိစ္စကိုကျွန်တော်ဟောဖို့ကျွန်တော်မပြင်ဆင်ခဲ့ဘူးဘာလို့လဲဆိုတော့ဒီတရားဟောတာကနည်းနည်းရှက်စရာကောင်းတယ်လို့ကျွန်တော်ထင်ခဲ့တယ်အရင်တော့ဒီတရားဟောချက်ကိုဘာလို့လဲဆိုတော့ကျွန်တော်အဖေကချမ်းသာတယ်ကျွန်တော်အဖေကအရန်တော်တယ်ကျွန်တော်အဖေကအကုန်လုံးရှိတယ်နော်ဆိုတဲ့ကိစ္စကလူအနေနဲ့ပြောမယ်ဆိုတော့အင်မတန်မှဘယ်လိုပြောမလဲတိတ်နားထောင်လို့မကောင်းကြည့်လို့မကောင်းဘူးနော်ကျွန်တော်အဖေကောင်းတဲ့အကြောင်းကျွန်တော်ပြောဖို့အတိတ်အစီမပြေဘူးဒါပေမဲ့ကြည့်တဲ့ခါကျတော့နှုတ်ကပတ်တော်ကျွန်တော်ကိုးကွယ်တဲ့ကျွန်တော်ရဲ့အဖကောင်းကင်ကျွန်တော်အဖေဟာချမ်းသာတယ်ဆိုတဲ့ကိစ္စကိုမပြောလို့မရတော့ဒီတစ်ခါမှာတော့ဘာလို့ဆိုတော့ကျွန်တော်အဖေဟာဘယ်လိုမျိုးအဖေဖြစ်တယ်လဲဆိုတာကျွန်တော်ပြောမှရတော့မယ်ရန်ကုန်မှာကျွန်တော်တင်ငယ်ချင်းသွားတရီရတယ်မီဇာဦးလူမျိုးဖြစ်တဲ့သူကဆီယာလဲနေမှာလို့ခေါ်တယ်သူအသက်ကြီးနေသူကဘယ်လိုပြောတတ်တယ်လဲဆိုတော့ကျွန်တော်မိန်းမအတန်ကောင်းတယ်နော်ကျွန်တော်သမီးကအေဒန်ထရီအင်မတန်မှအတန်ကောင်းတယ်နော်ဆိုတော့သူကပြောတတ်တယ်ကျွန်တော်ပြောတယ်ဟာအဲ့ဒါဆရာသူများရှိမှခဏခဏမပြောပါနဲ့အဲ့ဒီကိစ္စဟာသူများကဥပမာကျွန်တော်စင်တော့ပြောပြလိုက်ပြီပေါ့ဦးလည်းနေမှာမိန်းမအတန်ကောင်းတယ်ဦးလည်းနေမှာသမီးအတန်ကောင်းတယ်လို့ကျွန်တော်ပဲပြောမှာအဲ့ဒါကို့အကြောင်းကိုပြောလို့မဖြစ်ဘူးလို့သူ့ကိုပြောတာသူကကျွန်တော်ဘယ်လိုပြန်ဖြစ်လဲဆိုတော့မဟုတ်ဘူးတဲ့ဆရာချင်းကျွန်တော်မိသားစုကောင်းတဲ့အကြောင်းကိုအပြင်လူတွေမသိဘူးကျွန်တော်အပဲသိတယ်ဆိုတော့ကျွန်တော်ပြောမှသူတို့သိမှာလေလို့အဲ့လိုဖြေတာလေဆိုတော့ကျွန်တော်တကယ်စဉ်းစားတဲ့အခါမှာကျွန်တော်အဖေကောင်းတဲ့အကြောင်းကိုကျွန်တော်မပြောရင်ဘယ်လိုလုပ်သူများတွေသိမလဲဆိုတာကျွန်တော်စဉ်းစားတဲ့အခါမှာဒီတရားဟောချက်ကိုဟောဖို့ကျွန်တော်ကခွန်အားရှိလာတယ်တတိရှိလာတယ်ဒီချက်ကိုကျွန်တော်ကမဟောခင်မှာကျွန်တော်အသက်တာကိုသုံးသက်တယ်ဒီနှုတ်ကပတ်တော်ဟာဟုတ်တလားမဟုတ်ဘူးလားဆိုတာကျွန်တော်ခုဟာကိုစမ်းသက်တယ်သုံးသက်တယ်ကျွန်တော်ဘဝတစ်လျှောက်လုံးကိုတွားပြီးတော့တတိရတယ်ဒီနှုတ်ကပတ်တော်ဟာမှန်ပါတယ်ဆိုတာကျွန်တော်က confirm ပြီးမှကျွန်တော်ဘဝနဲ့မှန်ပါတယ်ဆိုပြီးမှဒီနေ့အမိတ်ဆွေတို့ဆီမှာကျွန်တော်ဝင်ငှဖို့ပြင်ဆင်ထားတာဖြစ်တယ်ကျွန်တော်ငယ်ငယ်တုန်းကတရားဟောဆရာတွေပြောတတ်တဲ့စကားပုံပြင်တစ်ခုရှိတယ်ရွှေလင်းယုံငှက်ဟာသူငယ်ငယ်တုန်းကသူဘယ်လိုသူ့ရဲ့မိခင်ငှက်ကြီးကဘယ်လိုမျိုးပုံစံနဲ့ training ပေးတယ်လဲပျော့ဤနေတဲ့ဝါကွန်းတွေပေါ်မှာ तू ကမတိတ်ထားဘူးအဲ့ဒီမှာအပေါ်မှာစိုးတွေပြီးတော့တစ်သားတော့ချောင်းတွေအဲ့လိုတစ်စင်မတစ်စင်ဖေးဖေးနောက်ဆုံးတော့စိုးပဲကြံတာအဲ့ဒီစိုးပေါ်မှာအိတ်ခိုင်းအဲ့ဒီနောက်ကြတော့အဲ့ဒီအတိတ်ကနေအောက်ကိုတွန်းချတဲ့ခါမှာအောက်မှာကြမြေကြီးထိခါနေမှာအဲ့ဒီမိခင်ရဲ့အဲ့ဒီရွှေလင်းုံခက်ကြီးကကြောပေါ်မှာပြန်တင်းအမြင့်ကိုပြန်ချီပြန်လွှတ်အဲ့လိုတင်တန်းပေးတယ်နောက်ဆုံးကြတော့အဲ့ဒီဆွေလေးယုံငှက်ဟာအင်မတန်မှမြင့်တဲ့အမြင့်ကိုပြန်ပြီးမှလေဟုန်ကိုစီးနိုင်တဲ့အထိသူခွာရတယ်ဆိုတော့ကိစ္စကိုကျွန်တော်ခဏခဏငငယ်တုန်းကတရားဟောဆရာတွေကဟောတော့ကျွန်တော်တွားတရရတယ်ကျွန်တော်ရဲ့ဘဝကိုစမ်းစစ်ကြည့်တဲ့အခါမှာဘယ်လိုမျိုးနေထိုင်ခဲ့တယ်လဲလွန်ခဲ့တဲ့နှစ်ပေါင်း20လောက်မှာကျွန်တော်နေခဲ့တဲ့အိမ်ကျွန်တော်စားစရာအတွက်မလုံလောက်ခဲ့တဲ့အကြောင်းတွားတရရတယ်အဲ့ဒီတော့ကကျွန်တော်အသက်15နှစ်လောက်ပဲရှိသေးတယ်အဲ့တော့ကကျွန်တော်အမှုတော်အတွက်ဆက်ကပ်ပြီးပြီအဲ့ဒီတော့ကမယုံကြည်သူတွေဆီမှာအဲ့ဒီရောနေမှာကျွန်တော်ဆက်ကပ်ထားတယ်မြန်မာတနိုင်ငံလုံးထဲမှာဆုံးအပေါ်ဆုံးကဝေအပေါ်ဆုံးနေရညနေမိုးချုပ်ပြီဆိုရင်အဲ့ဒီဆုံးမီးတွေဆိုရင်ပြန်မကြီးပင်တွေမှာလေဟိုမှာတစ်ခါတလေပွားပြီးတော့ပြန်ခွဲလိုက်မီးလုံးတွေကိုပြန်ဆူလိုက်တခါတလေကြောင်းအောက်မှာကျွန်တော်ကြောင်းဝင်းထဲမှာနေတော့ကြောင်းအောက်မှာခုံဆွနဲ့မီးလုံးတွေညမှာပိတ်ကွန်တွားပြစ်တာပက်စာမရှိတော့အဲ့ဒီပိတ်ကွန်နဲ့ပြစ်မှငါးကိုဖမ်းပြီးမှအဲ့ဒီငါးလေးတွေကိုရောင်းပြီးမှတပိတ်တာဘယ်လောက်ဆိုဆန်နဲ့လှဲတာဆန်တပီနှစ်ပီအဲ့ဒီဆန်ရမှအဲ့ဆန်လေးကိုချက်ပြီးမှအဲ့ဒီငါးနည်းနည်းနဲ့အည်ပြုတ်လေးနဲ့ချက်ပြီးတော့အဲ့ဒါလေးနဲ့စားဆိုတော့ညမိုးချုပ်မှပြန်လာတာငါလည်းလူတွေတအားဖမ်းလို့တော့ငါဖမ်းဖို့နီလန်းတွေကအစုံရှာရတာပေါ့ကျွန်တော်လဲဖျားပေးထားတဲ့ဟွာတော့ရှိတာပေါ့နော်ကျွန်တော်လဲမဟုတ်ဘူးငါတွေကနှမ်းဖက်ကိုကြိုက်မယ်ထင်တယ်ဆိုပြီးတော့နှမ်းဖက်တွေကိုလေဒီမှာပိတ်ကုန်ပြစ်တဲ့သူများတွေပိတ်ကုန်ပြစ်တဲ့ခါကျရင်ဘယ်လိုပြစ်တယ်လဲဆိုရင်ငါရှိတဲ့နေရာတဲ့အစီမပြေဘူးလေရေစီးတအားတာတဲ့နေရာလှိုင်းထန်ပြီးမှငိန်တဲ့နေရာလေးတွေမှာအဲ့ဒီမှာတွားပြစ်ဖို့ကမလွယ်ဘူးငါရှိတဲ့နေတွားရှာဖို့မလွယ်ဘူးကျွန်တော်တော့ငါတွေကိုခေါ်မယ်ဆိုပြီးတော့ကျွန်တော်အဆုံးဖြတ်ထားတာ
အဲ့နံဖက်လေးကိုတွားတောင်းအဲ့ဒီမှာစီဆက်မှာအဲ့ဒီနံဖက်လေးတွေကိုကန်းနာလေးမှာရေတင်တင်လေးမှာတာပိတ်ကွန်ပြစ်ပြီးတော့ဘာအမိုက်မှမရှိတဲ့နေရာမှာအဲ့ဒါလေးကိုထားငါတို့အကုန်စားမှာဆုလို့ကြောက်တုံးတွေနဲ့တေချာဖိထားအပေါ်မှာအဲ့ဒါကိုတမတပုံနှစ်ပုံသုံးပုံဟိုတကွိတ်မှာတပုံဟိုတစ်ပင်တော့မှာတကုံโอเคအော်ဆင်းနည်းနည်းမိုးချုပ်လာပြီညနည်းနည်း6နိုင်ခွဲ9နိုင်မိုးချုပ်ပြီဆိုတဲ့အချိန်ကျရင်ပြန်လာတာအောက်ဆုံးကနေစပြီးတော့ကျွန်တော်ပုံတဲ့နေရာလေးမတိမှာဆိုလို့ကြောက်တုံးလေးကိုပုံမှာအဲ့လိုလဲပေါ်အောင်ရေပေါ်မှာနည်းနည်းပေါ်အောင်ထောင်းတာအဲ့ဒါမှာပိတ်ကုန်ပြည့်တခါပြည့်ငါးတွေပစုံတွေကနန်းတွေကျွန်တော်ငါသူတို့အကြိတ်တဲ့အစာကိုချတာကိုအဲ့ဒါနဲ့ပြေးည9နိုင်လောက်ကြာရင်10နိုင်ခွဲလောက်ကြာရင်အဲ့ဒါကျွန်တော်ပိတ်ကုန်ပြစ်တာပြီးသွားပြန်လာတဲ့ခါကျအဲ့လိုဆုံးတွေတစ်ပင်တွေမှလည်းရှိတာကျွန်တော်ဘာပြောတယ်လဲဘာပြောချင်တာလဲဒီမြန်မာပြည်မှာအများဆုံးဘင်းထဲလို့ရဆိုရမှာလဲကျွန်တော်နေခဲ့တယ်အဲ့ဒါမှာပက်ဆန်လေးနဲ့အဲ့ဒါပက်ဆန်မရှိလို့ငါးကလေးကိုရောင်းပြီးမှဆန်နဲ့လှည့်ပြီးတော့စားတယ်ကျွန်တော်နေတဲ့အိမ်ကဘယ်လိုမျိုးအိမ်လဲဆိုရင်ထရံမိုးထရံကားအခင်းကလည်းထရံအခင်းကလည်းတစ်ခါတည်းလည်းမလဲနိုင်တဲ့ခါကျတော့ခြေတော့ဂျွန်ကြတဲ့ခါမှာကျိုးသွားတာလည်းကြားဂျွန်ပြီးမှလည်းအဲ့ဒါမှာတစ်ခါတည်းလည်းဆိုရင်တော့အဲ့ဒါမှာကီမီကောက်တအားပေါ်တာအဲ့ဒါမှာဆိုရင်ကီမီကောက်တစ်ခါကျွန်တော်ဒီနေရာမှာကြိုက်တာလေတကယ်နာတာကီမီကောက်ကြိုက်ရင်အဲ့ဒါဘာလဲချင်းပေါင်ရွက်ကိုနည်းနည်းလေးလောက်ပြီးတော့လေအဲ့ဒါချင်းပေါင်ရွက်နဲ့လိမ့်ရင်တော့အဲ့ဒါကောင်းတယ်အဲ့ဒါကနေကျွန်တော်လည်းတီးတာကျွန်တော်အိတ်တော့မယ်ဆိုရင်တခါတလေမွေကအရင်အိတ်နေတာအဲ့ရပေါ်မှာသူတို့မွေလည်းတအားပေါ်တာတယ်မှာမွေဆိုရင်တို့လက်နဲ့ဖန်ကမွေတွေစားကြတာအဲ့ဒါမှာကျွန်တော်တစ်ကောင်နှစ်ကောင်တော့ကျွန်တော်လည်းသွားစားမိတာပေါ့နော်ဒါပေမဲ့အဲ့ဒါတစ်ကောင်နှစ်ကောင်မှခုတော့မစားပါဘူးစားတမ်းပဲဆိုပြီးတော့သွားစားတာတော့မဟုတ်ဘူးပေါ့နော်စားစရာရှာလို့စားတာပါဆိုတော့ကျွန်တော်ဗာပြောချင်လဲဆိုရင်အဲ့ဒီနေရာမှာသွားနေခဲ့တဲ့အချိန်ကာလဟာအခုထိတတိရသေးတယ်လုံးဝကိုမလောက်လာစားတော့ရှိတယ်မလောက်တခါတလေအဲ့ဒီကသူတွေကကျွန်တော်တို့တရားဟောတဲ့ခါမှာအိမ်တွေကိုကျွန်တော်တို့ကြောက်ခဲနဲ့အပြစ်ချင်းခံရတယ်တချို့ကျွန်တော်တင်ချင်းနေတဲ့နေရွာဆိုရင်သူနေဖို့စောက်ထားတဲ့အိမ်ကိုမီးရှို့ပေးလိုက်ကြတာအဲ့လိုအဲ့ကြာတော့ကျွန်တော်အိမ်ကလေးဝင်ငါတာအဲ့ဒီဘဝကလည်းလာပြီးတော့လုံးဝအဆင်မပြေဆိုမိမရတဲ့အချိန်မှလည်းတိတ်အဆင်မပြေဘူးအကျွေးဟာခါမှာရောက်လာတော့ဟာခါမှာကျွန်တော်ဒီမှာဘာလစားနေမှမနေဘူးဘယ်သူစီမှလည်းလက်စားမစားဒီအတင်းတော့ Grace Nation တင်းတော့ကကျွန်တော်ကိုဘာပဲဖြစ်ဖြစ်ကျွန်တော်ဒီ2000လေးကိုကျွန်တော်လက်ခံပေးပါလက်စားတော့မဟုတ်ဘူးဒီအတင်းတော်မှာရှိတဲ့အပြင်ဆရာတွေကိုဘာပဲဖြစ်ဖြစ်ကျွန်တော်နဲ့ဟိုဘောနော်ဘယ်လိုပြောမလဲမြန်မာလူနဲ့မသိဘူးအဲ့ဒီစကားလုံးဟာပေးလိုက်ဆိုတာဘယ်လိုပြောရမလဲဟာနည်းနည်းကိုကြီးချစ်ပေးကြပါဦးပေးလိုက်နောက်အတွက်ကျွန်တော်2000ပေးမယ်လို့ပြောတာမြန်မာလူတိကျလားမသိဘူးနော်အဲ့ဒီစကားကိုယောဟန်ကိုကြီးလို့ရမလားအဲ့ပူဆိုသွားမှာနော်ဆိုတော့အဲ့ဒီ2000နဲ့နေတာ2000နဲ့အသက်ရှင်တာ2000နဲ့ဒီအတင်းတော်ကိုမောင်းနေတာ2000နဲ့ပဲတရားဟောတာ2000နဲ့ပဲကိုဗစ်လူနာတွေကိုကူညီတာဖြစ်နိုင်သလားမိတ်ဆွေအဲ့ဆိုဖြစ်နိုင်သလားချမ်းသာတပိတ်ကိုကျွန်တော်ခဏလေးဖတ်ကြည့်အောင်တရားဟောရာကြအခန်းကြီးတီအပိတ်ငယ်7ကိုတစ်ချက်လောက်ကြည့်ကြည့်အောင်အားလုံးနောက်ဆုံးအပိုက်လေးကိုကျွန်တော်โอเคအပိုက်ငယ်7ကျေးဇူးပြုပြီးတော့အခန်းကြီး1အပိုက်ငယ်7ကျွန်တော်တွေ့နော်အတူတကွဖတ်ကြည့်ရအောင်နော်တင်းတို့အဘအများကြီးကဲ ready 1 2 3တင်းတို့အဘအများကြီးဘုရားသခင်ထာဝရဘုရားသည်တင်တို့ကိုအစ1000အားဖြင့်များပြားစေတော်မူပါစေကဲရပြီအဲ့လောက်ထိအစဘယ်လောက်လဲ1000သူတို့မှားတာအစ1000လို့ရေးထားတယ်ထင်တယ်1000မဟုတ်အဲ့ဒါအစ1000လို့ဖြစ်မယ်အစ1000ဆိုတာကဖြစ်နိုင်သလားအစ1000ဆိုတာဖြစ်နိုင်သလားကောင်းကြီးတော့ရှိတယ်ကျွန်တော်ကောင်းကြီးပေးတဲ့ခါကျအစ30အစ60အစ100ဆိုတာတော့ရှိတယ်
ဒါမဲ့ကျမ်းစာထဲမှာအစတစ်ထောင်လို့ပြောတဲ့ခါမှာသူဖျားကျွန်တော်အစတစ်ထောင်ပေးနိုင်တဲ့ဖျားဆိုတာကျွန်တော်သိတယ်ကျွန်တော်နှစ်ကုန်တဲ့ခါကျရင်ကဲကျွန်တော်စင်း6ရအောင်အမျိုးသမီးစင်းကြည့်အောင်စင်း6တဲ့ခါမှာတနစ်တာကျွန်တော်ရဲ့ဝင်ငွေကိုကျွန်တော်ကြည့်တဲ့ခါမှာအတုံးဆက်ကိုကြည့်တဲ့ခါမှာတရားဟောတာလည်းမတော်ဘူးခရုဆက်လည်းမတော်ဘူးဘယ်သူရအထောက်ပံ့မှလည်းမယူနိုင်ငံခြားတပြားတစ်ချက်မှအထောက်ပံ့လည်းမယူဘဲနဲ့ဘာဖြစ်လို့ပိတ်ဆန်ဒီလောက်ထွက်လာတယ်လဲကျွန်တော်ကြည့်တဲ့ခါမှာတိမ်ပေါင်း224တိမ်ဒီဥစ္စာလာကျွန်တော်ဝင်ငွေကျွန်တော်တွေ့တဲ့ခါမှာအစတစ်ထောင်ဖြစ်တယ်ဟာလေလုယာ2000ရဲ့ဘယ်လောက်လဲအစတစ်ထောင်ဖြစ်တာအော်လိုက်တာအဲ့ဒါတကယ်ဖြစ်နိုင်တယ်ဆိုတော့ကျွန်တော်ယုံကြည်တယ်ကျွန်တော်ပြောချင်တာကဒီနေ့ကျွန်တော်တရားဟောချင်တဲ့ခေါင်းစဉ်ကဘာလဲဆိုရင်အခုမှစမှာနော်တရားဟောတဲ့ခေါင်းစဉ်ဖခင်ကကျွန်တော်ကိုအခုနလင်းယုံလို့ပဲတင်တန်းပေးတဲ့ခါကျရင်အဆင့်3ဆင့်နဲ့ကျွန်တော်ကိုတင်တန်းပေးတယ်ပထမအဆင့်ကဘာအဆင့်လဲဆိုရင်မလောက်မငှတဲ့အဆင့်ဒုတိယအဆင့်ကဘာလဲဒီမနေ့ကျွန်တော်ပြောပြီးပြီဟိုဖက်ဖွဲ့စင်မှာဒုတိယအဆင့်ကဘယ်အဆင့်မှာကျွန်တော်ကိုလမ်းပြတယ်လဲဆိုရင်လုံလောက်ယုံဘယ်လောက်လဲလုံလောက်ယုံပဲတတိယအဆင့်ကဘာလဲတိလားရှန်ထွက်တတိယအဆင့်ကဘာလဲရှန်ထွက်ရှန်လက်ဆိုတဲ့အထိဖြစ်တယ်ဆိုတော့ဒီကိစ္စကိုကျွန်တော်စဉ်းစားတဲ့အခါမှာကျွန်တော်ဘယ်သူ့ကိုသွားသိရလဲဆိုတော့ကာနန်ပြည်ကိုကျွန်တော်အေဂိုတုကနေကျွန်းတွေကိုခေါ်ဆောင်ပြီးမှကာနန်ပြည်ဝင်တဲ့အခါမှာဖခင်ကဘာအစီအစဉ်ရှိတယ်လဲဆိုတော့ကျွန်တော်သွားသိရတယ်အဲ့ဒီကျွန်းဘဝမှာမလောက်မငါနဲ့အလောက်လောက်ဖို့တောင်မှသူတို့မလောက်မငါနဲ့စားဖို့ကလည်းမလောက်မငါနဲ့အဲ့ဒီအခြေအနေမှာဖခင်ကသူတို့ကိုထားချင်တာမဟုတ်ဘူးဖခင်ကသူတို့ကိုတင်တန်းပေးတဲ့ကာလလေးပဲဖြစ်တယ်တချို့ကြတော့အဲ့ဒါကိုသွားသိရနေသေးတာအဲ့ဒီထဲမှာပဲငါတို့အေကိုတုမနေအဲ့လိုမနေခဲ့ဘူးအေကိုတုမတင်ချင်ကိုမရှိလို့ငါတို့ခန္ဓာရမှာတက်နေတာလားမောရှေပြောချင်တာကအေကိုတုကိုတွားတရရတဲ့အဖွဲ့ရှိတယ်အခုလိုပါခုနကျွန်တော်ရဲ့ဘဝဟောအရင်တုန်းကဘဝလိုကျွန်တော်တွားနေချင်တဲ့ဘဝပုံစံပေါ့နော်ဒါမဲ့ဖျားအဲ့ဒီညာသူ့အစီအစဉ်မဟုတ်ဘူးဒုတိယအစီအစဉ်ကတေခန္ဓာရမှာသူတို့ခေါ်တာတေခန္ဓာရမှာခေါ်တဲ့အချိန်မှာကဘာလဲဆိုတော့အဲ့ဒီမှာတော့လုံလောက်ကျွန်တော်ခဏခဏပြောနေတယ်။အော်ကျွန်တော်တို့ဘာပဲဖြစ်ဖြစ်ကျွန်တော်အင်္ဂလိပ်ခါလေးရရင်တော့တော်ပါပြီ။လူတယောက်ဆူတောင်းတယ်ဘယ်လိုဆူတောင်းလဲဆိုတော့ကိုတော့ကျွန်တော်ကိုကျမ်းမာခြင်းတစ်ခုတည်းပဲပေးပါ။ကျန်တဲ့အရာတော့ငါတာဝန်ငါလုံးလုံးမယ်ဆိုပြီးတော့ဖခင်ကိုပြောထားတာ။ကျမ်းမာခြင်းတစ်ခုတည်းမဟုတ်ဘူး။အဲ့ဒီကာနာရမှာတော့အလောက်မလောက်တော့ဘူးသူတို့အလောက်မလောက်ဘဲနဲ့ဖယားကအစင်တင်ချပေးထားတဲ့မာနမုံအဲ့ဒီမာနမုံကိုမှသူတို့ကအပူယူလို့မရဘူးစားလို့ယုံပဲရတယ်အဲ့စားလို့ယုံတဲ့ပူယူလို့မရဘူးပူယူရင်လည်းပုတ်တူးသွားတာအလကားဖြစ်သွားတယ်အဲ့ဒီနေရာမှာလေဖယားကသူ့ရဲ့အကြံစီမရှိဘူးဖယားအကြံစီကဘာလဲကာနန်ပြည်မှာဝင်စားပြီးတော့အဲ့ဒီပြည်မှာသူတို့နုနဲ့ပြားရည်စီးနေတဲ့ပြည်ထဲမှာဝင်ဖို့ဖျားသခင်ကသူ့လူတွေကိုအကြံစီရှိတယ်အဲ့ဒါကိုကျွန်တော်မသိဘူး။အိုးကျွန်တော်ရဲ့ဘိုးဘွားတွေကဆင်းရဲလို့ကျွန်တော်လည်းတက်လုံးဆင်းရဲမယ်လို့ကျွန်တော်လည်းအဲ့လိုပဲခံစားဖို့တယ်ကျွန်တော်ရဲ့မိသားစုအရင်တော့ကျွန်တော်မိသားစုဆိုရင်ဆိုပါစို့အခုဟာကားမှာဆိုရင်တော့ခရိယန်ပထမဖြစ်တဲ့သူကဘယ်သူလဲဆိုရင်ဆရာခေါ်ကျွန်တော်ရဲ့အဖိုးကျွန်တော်ရဲ့အဖွားဆရာခေါ်သမီးကျွန်တော်ရဲ့အမေဆရာခေါ်ရဲ့သမီးကျွန်တော်ဟာခါမှာအချမ်းသာဆုံးအဖေအဖိုးကျွန်တော်ဦးဝိုင်မောင်ရဲ့သားကျွန်တော်ဒီနာမြေကွတ်တဲ့အားလုံးဆိုကျွန်တော်ရဲ့အဖိုးရဲ့မြေကွတ်တဲ့ပဲကုန်လို့ဆိုတော့ဒီဆွေစင်ကနေဆင်းသက်လာပေမဲ့အဖေခက်တော်မကြော်ဘူးကျွန်တော်အားလုံးဟာခါမှာချင်းလူမျိုးထဲမှာအစင်းရဲဆုံးဘဝမှာရောက်လာတယ်ဆိုတော့ကျွန်တော်လည်းဒီအဖေလိုပဲတက်လုံးစင်းရဲချင်းမှာပဲကျွန်တော်ရဲ့နေရာတော့မှာပဲဆိုတော့စိတ်တက်နဲ့တခါတလေကျွန်တော်အသက်တာထဲမှာတွန်းမှုတဲ့အခါမှာမဟုတ်ဘူးကျမ်းစာထဲမှာဖခင်ကကျွန်တော်ကိုပြင်ဆင်ထားတာစင်းရဲဖို့ကျွန်တော်ကိုအစီအစဉ်မရှိဘူးဆိုတာသဘောပေါက်လာတယ်
ဒီနေရာမှာကျွန်တော်လူတွေရဲ့အမြင်နဲ့ဖခင်ရဲ့အမြင်ကိုတစ်ခုခဏတုံတက်ရအောင်ပျောက်တော်သားကိစ္စမှာအဲ့ဒီတားနှစ်ယောက်စလုံးရဲ့အတွေးအခေါ်ကိုကျွန်တော်ခဏရှင်းပြမယ်တားနှစ်ယောက်ရဲ့အတွေးခေါ်ပါလဲဆိုရင်အိမ်မှာရှိတဲ့တားကြီးကလည်းဘယ်လိုအတွေးရှိတယ်လဲအိမ်မှာအဖေအိမ်မှာနေပြီးမှစိတ်ပင်လှီးနေတဲ့စိတ်ကောင်ကိုစားဖို့ငါ့ကိုတခါမှအဲ့ဒီတကောင်တောင်မှမတက်ပေးဘူးဆိုတဲ့စိတ်ဓာတ်ရှိတယ်သူ့သားအငယ်ရဲ့စိတ်ဓာတ်ထဲမှာလည်းဘာရှိတယ်လဲသူ့သားအငယ်ရဲ့စိတ်ထဲမှာလည်းငါအဖေအိမ်မှာအစေခံကျွန်းလိုပဲစားယုံတောက်ယုံနေနိုင်ယုံပထမသူ့ရဲ့ဘဝဖြစ်နေတဲ့မလောက်မငါစားဖို့တောင်မရှိတဲ့ပေးကိုကောက်စားတော့မယ်ဆိုတဲ့အချိန်မှာဟဲ့ကောင်မင်းဘယ်တော့စားခိုင်းတာလဲငါဝက်ကိုကောင်းကောင်းကြောင်းဆိုတဲ့အဲ့ဒီဝက်ကြောင်းသားမလောက်မငါတဲ့နေရာကနေသူ့ရဲ့စိတ်ဓာတ်ကစားလို့ယုံအဖေအရိုက်မှာသူ့ရဲ့အကျွန်းတွေဟာစားစရာရှိတယ်အမိုးအုံမှာသူတို့နေနိုင်တယ်နော်ငါကြတော့ဒီနေရာမှာဒီလိုနေပါလားသူ့ရဲ့စိတ်ဓာတ်ကဘလောက်ဆေးရတယ်လဲဆိုရင်ကျွန်းကဲတော့ငါ့ကိုလက်ခံပါဆိုပြီးတော့အဖေစီမှာတွားတောင်းမယ်ဒီနေ့ကျွန်တော်အားလုံးဟာလည်းအဲ့လိုမျိုးပဲစိတ်ဓာတ်ကကျွန်တော်စိတ်ဓာတ်ကအဲ့ဒီဆင်းရဲတဲ့ဒီနေရာမှာရပါတယ်ငါတို့စားစရာလေးတောက်ရှာလေးရှင်းတော်ပါပြီငါတို့အိမ်လာခလေးပေးနိုင်တော်ပါမဟုတ်ဘူးဖျားတခင်ကအဲ့ဒီထိကျွန်တော်ကိုထားချင်တာမဟုတ်ဘူးကျွန်တော်ကိုကာနန်ပြည်မှာပို့ဆောင်ခြင်းနဲ့ဖျားတခင်ဖြစ်တယ်ဟာလေလုယာကြားထဲမှာတော့သက်စာရှိဖို့လိုတယ်သက်စာရှိဖို့တော့လိုတယ်ကျွန်တော်ရဲ့ဘဝအထက်မှာတခါမှမစင်စားဖို့တဲ့အရာတစ်ခုရှိတယ်ကျွန်တော်ရဲ့ဘဝအထဲမှာဖခင်သခင်ကကျွန်တော်ကိုစောင့်ရှောက်မယ်ကျွန်တော်ကိုကောင်းချီးပေးမယ်အဲ့လောက်ပါပဲကျွန်တော်အဲ့လိုပဲအဲ့လောက်ထိပဲကျွန်တော်စင်စားတာဒါပေမဲ့မဟုတ်ဘူးဖခင်သခင်ကဒီနေ့မိတ်ဆွေတင်းနဲ့ကျွန်တော်ဘာဘယ်အရာကိုခိုင်းတယ်လဲသိလားကျွန်တော်ကျမ်းစာတစ်ပိတ်လေးကိုကျွန်တော်တို့ဖတ်ရအောင်ရှင်လုကာအခန်းကြီး6အပိတ်ငယ်38မှာရှင်လုကာအခန်းကြီး6အပိတ်ငယ်38မှာကဲအားလုံးကျေးဇူးပြုပြီးတော့နောက်ကနေလိုက်ဆိုပေးပါသူတစ်ပါးအားပေးကြလော့ကျွန်တော်ယေရှုကဘာခိုင်းထားတယ်လဲသူတစ်ပါးအားပေးကြလော့ဒီကိစ္စကိုကျွန်တော်တွားမစင်စားမိဘူးကျွန်တော်အတွက်ပဲတွားစင်စားတာဆိုတော့ယေရှုခိုင်းတာဘာလဲဆိုရင်သူတစ်ပါးကိုပေးဖို့ဆိုတာကဘာလဲပေးဖို့ရှိတယ်ဆိုတာကဘာလဲလုံလောက်ယုံမဟုတ်ဘူးဘာဖြစ်တယ်လဲပူရှန်သောအသက်တာဖြစ်သွားပြီဟာလေလုယာပူရှန်သောအသက်တာဖြစ်သွားပြီပူမှပေးလို့ရမှာလေသူတစ်ပါးကိုမနေ့ကကျွန်တော်မြက်ကန်းနဲ့မိသားစုတစုကဖုန်းဆက်တယ်ဆရာရေပိတ်မရှိတော့ဘူးရေပိတ်လေးကိုပြင်ဖို့ကူညီပေးပါရေပိတ်တစ်ခွေမှ3000ခွဲပဲရှိတယ်3500ပဲရှိတယ်ဆရာအဲ့ဒီမျက်စိကန်းလင်မယားကကျွန်တော်ဖုန်းဆက်တယ်အဲ့ဒါကျွန်တော်နည်းနည်းအလောက်များတော့မေ့သွားတယ်အဲ့ဒီကိစ္စအဲ့ဒါနဲ့မနေ့ညမှာ तू ကဖုန်းပြန်ဆက်တဲ့ဥစ္စာကပြန် remind လောက်တာကျွန်တော်အဲ့ဒါနဲ့ဖယားသခင်ကကျွန်တော်ကိုပူရှန်လို့ပေးကမ်းတော့သူအနေနဲ့ကျွန်တော်ကိုခန့်ထားတာကျွန်တော်မေ့သွားတယ်အဲ့ဒီချက်ကိုโอเคကျွန်တော်တည်တယ်ကျွန်တော်မှတ်ထားလိုက်မယ်နော်ကျွန်တော်မနေ့သူ့ကိုအဖြေပေးတယ်ပြောချင်တာကပေးစရာကိုရှိအောင်ကိုပြီးတော့ပေးမဲ့လူရှိအောင်လဲဖျားတဲ့ကျွန်တော်ကိုလမ်းပြပို့ဆောင်တာဖြစ်တယ်အဲ့ဒီနေရာလေးမှာကျွန်တော်ကတွားမလောက်မိရင်ကျွန်တော်အသက်တာထဲမှာဘယ်လောက်ထိဖျားတဲ့ရှေ့မှာအမှတ်ကျဆင်းမလဲဒါကြောင့်ဒီနေရာမှာအောက်မှာဘာရေးထားတယ်ဆိုရင်ပေးလင်းနဲ့ဘာဖြစ်တယ်လဲသူတစ်ပါးဒီပါလဲတင်တော့အားပေးကြလိုက်မယ်အမှန်ချင်းယုံမြတ်မကမဟုတ်ထင်တယ်ချင်းယုံမြတ်မကလို့ဖြစ်ထင်တယ်ပြီးတော့ဘာလဲတိတ်လေဘာလဲတိတ်ပြီးမှတခါတည်းကျွန်တော်ဘာလို့လောက်ရတယ်လဲလှောက်ရတာငါလှောက်မှနေနေအောက်ပြန်ကြတာလေအဲ့ဒါမှပြန်ထည့်လို့ရတယ်အရန်တဘောကြတယ်ဖျားဒီကလူကိုပေးတဲ့ခါကျရင်ပေတီကငါကနစ်တော့မယ်နည်းနည်းပေတီကကိုရောကိုတာတတိမပင်အဲ့ဒါလှေမြန်းနေမလားမသိဘူးလို့စဉ်းစားတာခေါင်းကြီးကရှာနေတာကျွန်တော်ရဲ့ခွက်ပလားရှန်လက်ရှိတယ်ဆိုပြီးတော့ကျွန်တော်ဆာလန်ဆရာပြောတယ်
lâu liệt bà biết đấy sàn liệt chi chín nè tiền đâu yên khuyên này bê cha lấy mẹ đi này tụi bao bê này phụ ở sen cho nó cả nam bị mà nụ này bia xí xí này bị thế quên này thìแต่เพื่อนเนี่ยပြောမယ်ဆိုရင်ကျွန်တော်ဒီလောကအထက်မှာအသက်ရှင်တဲ့ချိန်မှာကြွယ်ဝတော့အသက်တာရတဲ့အထီကိုဖျက်ထင်ကျွန်တော်အသက်တာကိုဖြစ်စေချင်တာဖြစ်တယ်။သူတပါးတွေကျွန်တော်ကိုကြည့်ပြီးမှဖယားသခင်ကိုချီးမွမ်းဖို့ရန်အတွက်အခုဟာခါမှာဆိုရင်ကျွန်တော်ယုံကြည်သူတွေကြည့်ပြီးမှဘယ်နှစ်ယောက်ကများခရိယန်ဖြစ်ခြင်းတယ်လဲ။ခရိယန်ဖြစ်ရင်အသက်တာငြိမ်သက်ခြင်းရတယ်။တချို့ကြတော့တရားဟောဆရာတချို့အတင်တယ်။အရင်တော့လည်းကျွန်တော်လည်းအဲ့လိုခံယူခဲ့တယ်။အိုးကျွန်တော်ခရိယန်ဆိုတာဆေးရမယ်။စီရမကျွန်တော်တက်စာရှိမှာဖျားကိုခက်ခဲမှာဖျားတဲ့ခင်အောက်မှာနှိမ့်ချတက်လာမှာချမ်းတိုင်တော့ဝါကြွားလာမယ်လူတွေကိုမထီမလေးစားလောက်မထီမဲ့မြင်ပြုတ်တက်လာမယ်အဲ့လိုကျွန်တော်ထင်ခဲ့တာစီရရမယ်ခရိယန်ဆိုတာကျွန်တော်အဲ့လိုမျိုးထင်ခဲ့တာမဟုတ်ဘူးအမှန်တကယ်ဆိုရင်ချမ်းတာအောင်ကျွန်တော်ဒီမနေ့လဲကျွန်တော်ပြောထားတယ်ကျွန်တော်တမီကိစ္စကျွန်တော်တမီဟာကျွန်တော်သားသမီးတွေဟာကျွန်တော်ကလေးတွေဟာဘောင်းပြီးပြတ်နေနော်ဘယ်နဲ့မပါဘဲနဲ့ဘယ်နဲ့တစ်ဖက်နဲ့စပင်းဆုပ်ဖွားနဲ့ဒီနေရာမှာကျွန်တော်တမီးအဲလီဇဘက်ဟာလာမယ်ဆိုရင်ခင်ဗျားတို့ကျွန်တော်သူ့ကိုပြောမလားကျွန်တော်ပြောမလားဆိုရင်ကျွန်တော်ပြောမှတေးချတယ်အဲလီရဲ့ဖေဘာဖြစ်တယ်လဲအဲလီရဲ့မေဘာဖြစ်တယ်လဲဒီကလေးကိုဘာဖြစ်လို့ဒီလိုထားရတယ်ဆိုပြီးတော့ကျွန်တော်ရဲ့တိတ်ခါကြသွားမယ်ဒါပေမဲ့ဒီမနေ့လဲကျွန်တော်ပြောထားပြီးပြီဒီနေရာမှာဧည့်သည်တယောက်လာတယ်အမေရိကန်ကအဲ့ဒီဧည့်သည်ဆရာကြီးလာတယ်အိမ်အောက်မှာ तू ကကျွန်တော်သမီးက तू ဆရာတို့ကနည်းနည်းရှိန်လို့ तू မဲခံရဲတာလားမသိဘူးပေါ့နော် तू နာချက်သားဆိုတော့ तू တယောက်ထဲယုံဟန်တယ်မှာအဲ့ဒါကျွန်တော်သမီးကတွားပြီးတော့ဧခံလိုက်တာခက်တီတီနဲ့ကလေးဆိုတော့ तू အကြောင်းတော့မတက်သေးဘူးဒါပေမဲ့ဘယ်မှာအင်္ဂလိပ်စာ तू ယူမှမသိဘူး तू လည်းအင်္ဂလိပ်လိုကောင်းကောင်းပြောတတ်နေတာခက်တီတီနဲ့ဝင်လာပြီးတော့ hi तू နောက်ဆက်လိုက်အဖို့စပင်းကဖြိုအရန်လှတယ်ကွာဂိုင်လို့ရမလားရတယ်ဂိုင်စမ်းအဲ့စပင်းကိုခေါင်းလေးချပြတဲ့စပင်းကိုဂိုင်အေပယ်တလုံးလို့ရမလားအရတာဗောအေပယ်ရောက်ယူအဲ့ဒီခဲရန်လျောက်တစ်ချောင်းလို့ရမလားရတယ်တဲ့ခဲရန်ပါရတယ်အဲ့ဒီအေပယ်ဘယ်မှာတွားယူလဲဆိုဟောအောက်ကအဖိုးကပေးတာခတိတီနဲ့ဘယ်သူလဲလို့ तू ကတက်လာမှဒီနေရာမှာဒီအဖိုးကပေးတာဆိုတဲ့ခါမှာအဲ့ဒါမှပြောတာအဲ့ဒါဆရာတယ်မြန်မာပြည်မှာငါ့ကိုကောင်းကောင်းအခါနိုင်တာဒီကလေးတယောက်ပဲရှိတယ်တဲ့ तू ကရန်ကုန်ကကျွန်တော်တကယ်ချင်းတွားပြောတာရန်ကုန်ကျွန်တော်တကယ်ချင်းအဲ့ဒီကျန်းစာကျောင်းဆရာကြီးကကျွန်တော်ဖုန်းဆက်ဟာဆရာချင်းခမရကလေးကိုဘယ်လိုတင်တာလဲကျွန်တော်ဘာပြောချင်လဲကျွန်တော်ဝါကြွားတာမဟုတ်ဘူးကျွန်တော်ကလေးကောင်းကောင်းနေရင်ဘာဖြစ်တယ်လဲဘယ်သူဂုံတက်တယ်လဲကျွန်တော်ရဲ့ဂုံတက်တာဒီနေ့ကျွန်တော်ကောင်းကောင်းအသက်ရှင်မယ်ဆိုရင်ဖခင်ကဂုံတက်လာတယ်ဖခင်ကမျက်နှာตาရလာတယ်ဖျားပြုံးလာတယ်ဒါကြောင့်ကျွန်တော်ဗာပြောချင်တယ်ဒီမှာပညာရှိပြီးတော့ကောင်းကောင်းနဲ့ကျွန်တော်အသက်ရှင်စေဖို့ဖျားသခင်အလိုရှိတယ်နော်ဒါပေမဲ့ဖျားသခင်ချက်ချင်းနဲ့ဒီရနဲ့မြေမုံကနဲ့ချက်ချင်းရှင်ဘရင်ကိုချီးမြှောက်တဲ့ဖျားတော့မဟုတ်ဘူးကြားထဲမှာဒါဝိဒ်ကအခက်ခဲများကြီးကြော်ဖြတ်ရတယ်ပထမမလောက်မငားတဲ့နေရာကနဲ့ဒုတိယလုံလောက်ယုံကနဲ့နောက်တစ်ခါပြည့်ရှံတဲ့အသက်တာထိဖျားသခင်ကျွန်တော်အသက်တာကိုကျွန်တော်ကောင်းချီးပေးခြင်းနဲ့ဖျားဖြစ်တယ်ဟာလေလုယာဒါမဲ့ကျွန်တော်ဖြတ်လန်းကနေတခါတလေလူတွေတွားချင်းတယ်မဟုတ်ဘူးမိတ်ဆွေဒီနေ့တင်းရဲ့အခြေအနေဟာဘယ်လိုနေမလဲတော့ကျွန်တော်မသိဘူးဒါမဲ့တင်းလဲခက်ခဲတော့ရှိမှာပါတင်းရဲ့အခက်ခဲအများကြီးရှိမှာပါတင်းရင်နဲ့အင်္ဂလိပ်ခမပေးနိုင်တဲ့သူတွေလည်းရှိနိုင်ပါတယ်လာစာမရလို့မဟုတ်လားဒီမှာအကျွေးတွေဆိုင်တွေစီတွေအကျွေးယူပြီးတော့လက်ကုံကျန်ပြန်ဆက်တဲ့ခါမှာနောက်တစ်ခုပြန်ယူတဲ့အဖွဲတွေလည်းရှိနိုင်ပါတယ်ဒီထဲမှာဒါမဲ့အဲ့ဒီဘဝကိုကျွန်တော်ဆက်တကြဖို့မဟုတ်ဘူးအဲ့ဒီဘဝဟာကျွန်တော်ဒီဆုံဆန်းစစ်ဆေးတဲ့ကာလဖြစ်တယ်ဟာလေလုယာအဲ့လူတက်လုံးငါနေမယ်လို့စိတ်ထဲမှာစိတ်မကူပါနဲ့အတွေ့လေးတောင်မှတင်ငင်းနေမနေဘူးဆိုတဲ့ချင်းကိုနော်နောက်ချက်ကျွန်တော်ပြန်လဲပြလို့ဆိုမယ်ယုံကြည်သူတယောက်ဟာကျွန်တော်အတွေ့ထဲမှာတောင်မှမတင်ငယ်ဘူးကျွန်တော်တင်ငယ်ချင်းတယောက်စိတ်ကူးရင်တာသူဘာမှစိတ်ကူးရင်တယ်လေဆိုတော့တောင်ရထဲသွားပြီးတော့သူ့ရဲ့ပြောင်းဖိုးတွေသူ့ရဲ့ပြောင်းဖိုးတွေအများကြီးရှိအဲ့ဒီပြောင်းဖိုးတွေကိုစောင့်ဖို့သူကမဆောင်ရဲလို့မဆောင်ချင်လို့ကွန်ပျူတာနဲ့အဲ့ဒီငှက်တွေမောင်းတဲ့ဆက်ကိုတီထွင်ကျွန်တော်ပြောတာခမရစိတ်ကူးရင်တောင်မှတော်တော်လေးဆင်းရဲတာပဲနော်တပါဆိုင်လို့လေကျွန်တော်ကတော့စိတ်ကူးရင်ကအတိုင်းတာမရှိဆိုတော့ကျွန်တော်စိတ်ကူးရင်မှာတော့ပြောင်းဖို့တက်လုံးမဆိုင်ဘူးလို့ပြောလိုက်တာ
ပြောချင်တာကကျွန်တော်စိတ်ထဲမှာတော့မတင်ငယ်ဘူးဘာလို့လဲကျွန်တော်ရဲ့အဖေကအယမ်းချမ်းသာတဲ့အတွက်ကြောင့်ဖြစ်တယ်သူချမ်းသာတယ်လို့ကျွန်တော်ကိုလည်းချမ်းသာစေခြင်းနဲ့ဖျားဖြစ်တယ်ဟာလေလုယာသူကကျွန်တော်မျက်နှာသားအများကြီးပေးချင်တယ်တဖြည်းဖြည်းကျွန်တော်တက်တာချင်းမြောက်တဲ့ခါမှာတကယ်အောင်ဩစရာဒီနေ့နဲ့မနေ့ကဆိုတော့သူတစ်ပါးကိုကူညီဖို့ကိုပဲတစ်ချိန်လုံးကျွန်တော်အသက်တောင်မဆလာတယ်ဘာဖြစ်လို့လဲအခုနကျွန်တော်တို့ဖတ်တဲ့အတိုင်းပဲယုံကြည်သူတွေဟာကျွန်တော်ရဲ့မလောက်မငါနဲ့စားဖို့မဟုတ်သူတစ်ပါးကိုပေးကမ်းခြင်းအဖြစ်ဖျားသခင်ဘုန်းတော်ထင်ရှားစေမဲ့တာသမီးတွေဖြစ်တယ်အဲ့ဒီအဆင့်ရောက်ဖို့ရအတွက်ဒီနေ့ငွေကြေးတွေဟာကျွန်တော်ရဲ့အသက်တာထဲမှာတဆာပလာတစ်ခုအနေနဲ့ပဲအသုံးပြုထားတာဖြစ်တယ်ငွေကြေးကျွန်တော်ကိုမောင်းနေဖို့မဟုတ်ဘူးကျွန်တော်ကအဲ့ဒီငွေကြေးအဖြစ်ဖျားသခင်ဘုန်းတော်ထင်ရှားဖို့အလုံးလုံးဖို့နေရဖြစ်တယ်ကျွန်တော်ခဏခဏပြောတယ်ကျွန်တော်တက်ခါနေကျွန်တော်ဝါကြွားတာမဟုတ်ကျွန်တော်အလှငွေထည့်ရင်ကျွန်တော်တနင်္ဂနွေငယ်အလှငွေအတွက်ကျွန်တော်4000ရထားတယ်အလှငွေအတွက်ဆေးဖို့တဖို့မဟုတ်ဘူးအလှငွေအတွက်4000ရထားတယ်4000ပုံမှန်ထည့်မယ်ဖျားသခင်ကယာထားတဲ့အတိုင်းအမြဲတမ်းကျွန်တော်ကိုထည့်နိုင်ခွင့်ပေးတယ်ဟာလေလုယာဘယ်နဲ့ဆလာတယ်လဲဒီစိတ်နှလုံးထဲနဲ့ငါဖျားသားငါလောက်နိုင်မယ်ဖျားကငါ့ကိုကြည့်နေဖျားငါ့ကိုပေးနိုင်တယ်ဆိုတဲ့အရာတည်းနဲ့စတင်လာဒီစိတ်နှလုံးထဲနဲ့အရင်ပြောင်းလဲဖို့လိုအပ်တယ်ဒီနေ့ငါဒီဆင်းရဲခြင်းကနဲ့ဒီပြဿနာဒီအရှုပ်ထွေးကနဲ့ငါတစ်သက်လုံးမလွတ်နိုင်ဘူးလို့တင်စဉ်းစားမယ်ဆိုရင်အဲ့ဒီထဲနဲ့တင်တစ်သက်လုံးတော့မဟုတ်ကျွန်တော်ဘာပြောချင်လဲမိတ်ဆွေတာနှစ်ယောက်မှာတယောက်ကလည်းဘာမှမထူးခြားအစေခံတရာအစေခံကျွလူပုံစံနဲ့တယောက်ကလည်းဘာမှမထူးခြားငါဖေငါ့ကိုဘာဖြစ်လို့စိတ်ကလေးတစ်ကောင်မှစိတ်တောင်မှပင်လီးတဲ့စိတ်တစ်ကောင်တော့မတက်ပဲဘူးမဟုတ်ဘူးသူ့ရဲ့အဖေထဲမှာတော့စိတ်ထဲမှာအဲ့လိုမရှိဘူးအဖေကတော့ဝါဖြိုးနေတဲ့နွားကိုတက်ပေးတဲ့အဖေဖြစ်တယ်အဖေကတော့လက်စွပ်ဝဲယုံပေးပြီးမှစီးစိမ်ပေးခြင်းတဲ့အဖေဖြစ်တယ်ဟာလေလုယာဒီနေ့သူဖျားသခင်ရဲ့စိတ်နှလုံးကိုဒီလိုသိမယ်ဆိုရင်ဘယ်လောက်ထိကျွန်တော်ရဲ့အသက်တာထဲမှာလွတ်လပ်မလဲအဲ့လေလွတ်လပ်မှုဟာကျွန်တော်ဝါကြွားဖို့မဟုတ်သူများကိုပေးဖို့ကိုငြိဖို့ရတဲ့ဖြစ်တယ်အေဝင်ကလေးဝင်ဟာတဲ့ခါကျရင်ခရစ်တော်အသင်ကိုချစ်တယ်နော်ဆိုတာထက်တင်မေတ္တာပြတာပူပြီးတော့သူ့ရဲ့အသက်တာပြောင်းလဲစေနိုင်တာဖြစ်တယ်လူတွေကကြည်တာမေတ္တာကိုကြည်တာဖြစ်တယ်မေတ္တာကိုကြည်တာဖြစ်တယ်ဒီလူငါ့ကိုတကယ်ချစ်သလားကျွန်တော်ရန်ကုန်မှာအေဝင်ကလေးဝင်ကျွန်တော်ရန်ကုန်မှာတနာပြုတ်တော့ဆိုရင်တော့လူတယောက်ကြည်တယ်အဲ့လိုမျိုးအဲ့ဒီမှာကျူးကျော်တေးလေးတွေမှာအေုံကလေးတွားတက်တယ်အဲ့ဒီမှာလူတယောက်ကကလေးတယောက်ကသူ့ခြေထောက်မှာဟိုမှာအနာတွေပင်နေတာအကုန်လုံးအနာစိမ့်တွေနဲ့လက်ခြေထောက်ကလည်းရွှွတ်တွေထဲမှာပင်ဟာမဟုတ်တော့ဘူးဒါဒီနွားချီတွေဘာတွေနဲ့ဆိုတော့ဒါ septic ဝင်မဖြစ်ဘူးဆိုပြီးတော့ကဲသူ့အမေခေါ်ခဲ့ခင်ဗျရေတပုံးလုံးယူခဲ့စမ်းရေတပုံးယူတယ်အဲ့ဒါရေတပုံးနဲ့ခြေထောက်လေးကိုလောင်းအဲ့ဒါတေချာလောက်ကျွန်တော်အေုံကလေးတွားရင်တော့ paracetamol နဲ့အဲ့လိုမျိုးအနာလင်းနဲ့ဆေးအများအားထည့်ခဲ့တာလေဒီထဲမှာဆိုတော့အဲ့ဒါမှသူ့ရဲ့ခြေထောက်ကအနာတွေကိုလင်းပေးပြီးမှတေချာကဲခင်ဗျကလေးကိုယူဆိုင်နော်ခင်ဗျကလေးဟာတခုခုဖြစ်ခင်ဗျပဲယူကြုံမရပဲခင်ဗျပဲရင်ကျိုးသွားမှာဒါကြောင့်ခင်ဗျကလေးကိုယူဆိုင်ပါခြေထောက်မှာ septic ဝင်နိုင်တယ်တန်ရှင်းနဲ့ထားပြီးတော့အင်ပေါ်မှာတင်တယ်နောက်ပတ်ကြိုင်ကျွန်တော်ခေါ်ဆရာမလို့ဘူးအဲ့ဒီအိမ်နာကရှမ်းမဆိုတဲ့ကျွန်တော်ရဲ့အတင်းတူတွားလေတာနောက်ပတ်ကြိုင်အဲ့ဒီအမိသားစုအဖျားကြောင်ပါလာတယ်ဟာလေလုယာတခွန်းတောင်ပြောဆရာမလို့လူတွေကြည့်တာပါလေချစ်ချင်းမေတ္တာကိုကြည့်တာဖြစ်တယ်ဒါကြောင့်ဒီနေ့သူများကိုမေတ္တာပြနိုင်ဖို့အလို့ငါတင်ကိုယ်တိုင်ကိုကသူများမေတ္တာပြတဲ့အဆင့်တင်ကိုယ်တိုင်မှာအားမငယ်နဲ့နော်ခရိယံပဲဆိုပြီးတော့အားပေးတဲ့အဆင့်ဆိုရင်တင်သူများကိုအားပေးလို့မရဘူးတင်အားပေးသူတစ်ပါးခွန်အားယူမှာမဟုတ်ဒီနေ့မိတ်ဆွေဒီနေ့ကျွန်တော်အားဖြင့်သူတစ်ပါးခွန်အားယူပြီးတော့ဖျားသခင်ကိုတိဖို့ရန်အတွက်မိတ်ဆွေဒီနေ့ကျွန်တော်ဖျားသခင်အလိုရှိတာဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်အဖဟာစီးစိမ်အပြည့်ကျမ်းစာထဲမှာစီးစိမ်လို့ပြောတဲ့အခါမှာချမ်းသာခြင်းတစ်ခုတည်းပြောတာမဟုတ်ဘူးကျွန်တော်ညကောင်းကောင်းအိပ်ပျော်နိုင်တာလေစီးစိမ်ပဲဖြစ်တယ်ကောင်းကြီးပဲဖြစ်တယ်ကျွန်တော်တင်ငယ်ချင်းမိတ်ဆွေကောင်းတွေနဲ့အသက်ရှင်နိုင်လားတွာလာနိုင်လားအဲ့ဒါလေကျမ်းမာတာလေကျွန်တော်ရဲ့ကောင်းကြီးမင်္ဂလာဖြစ်တယ်ငွေကြေးတစ်ခုတည်းပဲမဟုတ်ဘူးငွေရှိပြီးမှဝန်းနေတဲ့သူတွေအများကြီးရှိတယ်ဒါကြောင့်သူဖျားသခင်ကိုယနေ့ကျွန်တော်ရဲ့အနီးနားမှာအစဉ်ရှိတဲ့ဖျားသခင်ဖြစ်တယ်ကျွန်တော်ကိုချင်းမြောက်ခြင်းနဲ့ဖျားဖြစ်တယ်ဒါကြောင့်ဒီနေ့စပြီးတော့မိတ်ဆွေစိတ်နှလုံးထဲမှာပြောင်းလဲပါကျွန်တော်ကိုဖျားခနုနဲ့ပြားရည်စီးစင်းနေဆိုတာကဘယ်တော့မှမရက်တော့ဘူးအမြဲတမ်းစီးစင်းတော့မယ့်နေရာမှာကျွန်တော်ကိုခေါ်ခြင်းနဲ့ဖျားသခင်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကအဲ့ဒီနေရာဝင်ဖို့စိတ်နှလုံးထဲနဲ့ခွန်အားရှိဖို့ယောရှုနဲ့ကာလက်လူပဲငါတို့တွားရအောင်ဆိုတဲ့ဖွဲ့ထဲမှာတင်ပါဖို့အရေးကြီးတယ်
အဲ့ဒီထဲမှာမပါဘဲနဲ့ဟိုဆေရောက်အဖွဲထဲမှာငါတို့တွားလို့မဖြစ်ဘူးဟဲ့ဆိုပြီးတော့ကာနာအဖက်လှဲတဲ့အဖွဲတယ်ဆိုတော့အဲ့ဒီကာနာရမှာတင်အခြေချပြီးတော့အထိုင်ကျသွားလိုက်မယ်တက်လုံးကောင်းကြီးဆုံးရှုံးသွားလိုက်မယ်ဒါကြောင့်ကျွန်တော်စိတ်နှလုံးကိုပြောင်းလဲပြီးတော့ကာနန်ထဲမှာဝင်ဖို့စီးဆင်းနေဆိုတဲ့အရာကမရက်တော့ဘူးဆက်တိုက်လာမယ်ဥပမာဆိုပါဆိုဒီနေ့ဆိုကျွန်တော်အမျိုးသမီးကျွန်တော်မျိုးသမီးကကျွန်တော်ပြောတယ်။အော်ကျွန်တော်တို့ကပတ်စံကဝင်သလားကျွန်တော်ပတ်စံတော်တော်ဝင်သလားလို့လက်ထဲမှာ तू ကဟွာတာဘောနော်ဒီ online မှာ तू ချက်ပြုတ်လုပ်တယ်ဆိုတော့အဲ့ဒီဥစ္စာကို तू ကတပတ်မှာဥမာပေါ့နော်2သိန်း3သိန်း4သိန်း5သိန်းပေါ့နော်ဝင်တယ်။အော် तू ဝင်နေဒါမဲ့လက်ထဲမှာဘာမှမရှိပါလား။ဒါမဲ့ရှိစရာမလိုဘူးပေးမဲ့လူတွေကရှိနေတာကိုတောက်လျှောက်ပေးနေတယ်အချင်းထောင်မှာတွားပြီးတော့ပေးနေတယ်ဒီမှာလွတ်တဲ့သူတွေကိုပေးဆရာရှိနေတယ်သူလည်းထဲမှာပေးစာမရှိဘူးကိစ္စမရှိဘူးငါတို့ဖျားတဲ့ခါနာတဲ့ခါစိတ်ထဲမှာတောင်မှအတွေးကလေးတောင်မှငါတို့ဆေးရုံတွားရင်တုံးဖို့ဆိုတာစိတ်ထဲမှာမရှိဘူးဘာဖြစ်လို့လဲအဲ့ဒီနေရာကကျွန်တော်တက်တာမလွှမ်းမိုးနိုင်ပြီးတော့အမြဲတမ်းစီးဆင်းနေဆိုတာကနေ့တိုင်းစီးဆင်းမှဖြစ်တဲ့အတွက်ကြောင့်လက်ထဲမှာစုဆရာမလိုဘူးဆိုတော့ကျွန်တော်ပြောတာအဲ့လိုပြောတာဖြစ်တယ်အဲ့လိုပြောတဲ့ခါမှာခင်ဗျားတို့ပက်ဆိုင်တွေမစုနဲ့တော့ဘန်ကပက်ဆိုင်တွေအကုန်ထုတ်ပြီးတုံးလိုက်လို့ကျွန်တော်ပြောချင်တာမဟုတ်ပါဘူးပြောချင်တာဖျားတခင်ကျွန်တော်မိသားစုကိုလမ်းပြပို့ဆောင်တာသူတစ်ပါးကိုကူညီပေးကမ်းဖွဲ့အတွက်ကျွန်တော်ကိုပို့ဆောင်တဲ့အတွက်ကြောင့်ကိုယ့်အတွက်ပဲအဲ့ထဲမှာထည့်ပြီးတော့မြေမှာမြို့နံထားတဲ့ဘာသာထင်းလို့မဟုတ်ပဲနဲ့တူပွားစေခြင်းနဲ့ဖျားသခင်ကကျွန်တော်ပွားအောင်အသုံးပြုတာဖြစ်တယ်ဒါကြောင့်ဒီနေ့မိတ်ဆွေသူဖျားသခင်ကတင့်ကိုကာနံပြူဆွဲခေါ်ခြင်းတာဖြစ်တယ်နောက်လှည့်ဖို့မကြိုးစားပါနဲ့ခမရစိတ်တက်ကိုပြောင်းပါကျွန်တော်အစတထောင်ပွားတဲ့ခေါင်းကြီးဒီနေ့ခမရရဲ့လစာဘယ်လောက်ရှိလဲကျွန်တော်ရဲ့လစာ2သိန်းက sorry 2000ကတလောက်ဘယ်လောက်ရှိတယ်လဲ320နဲ့ကျွန်တော်ရတာဖြစ်တယ်ဟာလေလုယာလစာ2000ကျွန်တော်စားတော့ကဘယ်လောက်ရတယ်လဲတလမှာ320ရတယ်လစာမရှိတဲ့ချိန်မှာကားလဲဝယ်တယ်လစာရှိတဲ့ခါကျတော့ကားဝယ်ဆရာမရှိတော့ငါဝယ်တာပြောချင်တာဘာလဲဆိုရင်ဖျားသခင်ကစပွားစေနေတဲ့ဖျားဖြစ်တဲ့အတွက်တင့်ကိုဒီနေရာမှာဒီအခြေအနေမှာအခြေချပြီးတော့အထိုင်ချဖို့ဖျားတင်သူဥဆောင်တာမဟုတ်ဘူးတင့်ကိုကာနန်ပြည်ထဲဝင်ဖို့တင့်ကိုဥဆောင်တာဖြစ်တယ်ဒါပေမဲ့တင်တိုက်စာရှိပါယုံကြည်ပါမျှော်လင့်ပါကိုးစားပါသူဖျားရဲ့အတန်ကိုအမြဲတမ်းနားထောင်ပါတင်ထားပေးတဲ့နေရာဒီကာနန်ပြည်ဝင်နိုင်တဲ့အထက်နုနဲ့ပြားရည်စီးစင်းနဲ့ပြည်ဝင်နိုင်တဲ့အထက်တဲ့အသက်တာရှောက်လန်းဖို့ပြင်ဆင်ပါဆိုတဲ့နှုတ်ကပတ်တော်အဖြစ်ဒီနေ့ကျွန်တော်အားလုံးကိုခွန်အားပေးတိုက်တွန်းချင်ပါတယ်အရောက်စေတိုင်းအတွက်ဖျားရှင်ကောင်းချီးပေးပါစေကျွန်တော်နောက်ဆုံးအနေနဲ့ကျွန်တော်တခြင်းမဆိုတော့ဘူးကျွန်တော်အားလုံးမတည့်ရပြီးတော့ကျွန်တော်ခဏဆူတောင်းမယ်ဆူတောင်းပြီးတော့ကျွန်တော်အဆုံးသတ်မှာဖြစ်တဲ့အားလုံးမတည့်ရအောင်ဆူတောင်းကြပါစို့အသက်ရှင်ရအနန္တတကုနဲ့ပြည့်စုံသောဖခင်ယနေ့ကိုရရှင်ဖျားကျွန်တော်မလုံခြုံသောအချိန်မလွတ်လပ်သောအချိန်ရန်သူမျိုးစုံနဲ့ကျွန်တော်ရင်ဆိုင်နေရတဲ့ဒီအချိန်တိုင်းအထိကိုရရှင်ဖျားတပတ်တာလုံးအတင်းတို့တင်တာအကြီးဆုံးအငယ်ဆုံးတိုင်အောင်သူတို့ရဲ့အသက်တာလုံခြုံစွာတပတ်တာလမ်းပြပို့ဆောင်တဲ့အတွက်ဖျားရှင်ရဲ့ခြေဆုတော်ဂရုဏာတော်ရှိစွာချီးမွမ်းကြပါတယ်။အိုကိုရရှင်ဖျားရဲ့ကိုယ်ကာမဆချင်းတက်ကြောင့်တာလင်ဒီနေ့ကြည်စံတွေကြားထဲမှာတွာလာတဲ့သားသမီးတွေဟာလည်းလုံခြုံခွင့်ရတယ်။ယောဂများစွာကြားထဲနဲ့လှောက်ရှားတွာလာတဲ့သားသမီးတွေလည်းကိုရရှင်ဖျားရဲ့ကိုယ်ကာချင်းအကြောင်းယနေ့ကိုရရှင်ဖျားလုံခြုံခွင့်ရတယ်ကြားမှာချုံခွင့်ရတယ်။အိုကိုရရှင်ဖျားယနေ့မှစပြီးတော့မနေ့ဖြန်ကနေတပတ်တာလုံးပြန်လဲပြီးတော့အသက်တာလျှော့လန်းတဲ့အချိန်မှာကိုရရှင်ဖျားရဲ့အကွယ်ကာမှုကိုရရှင်ဖျားရေးတဲ့ကိုရရှင်ဖျားရဲ့အကွယ်ကာကျွန်တော်ဆက်လက်ပြီးတော့ကျွန်တော်လိုအပ်ပါတယ်အတင်းသူတင်းသားများအကြီးဆုံးအငယ်ဆုံးတိုင်အောင်ယနေ့လုံခြုံတော်လက်ဖျားတဲ့တကူကြီးတော်လက်ထဲတော့ယနေ့ပြန်လဲပြီးတော့ဆက်ကအဟံပါတယ်ယနေ့ကိုရရှင်ဖျားအကျွေးကြောင့်တော်၎င်းဖျားနာခြင်းအဖြစ်တော်၎င်းယနေ့ဆူရင်ပူပန်ခြင်းအဖြစ်တော်၎င်းသူတို့ရဲ့နှလုံးသားဆူမိုးနေတော့သူအယုတ်စေတိုင်းအထဲမှာကိုရရှင်ဖျားလူတွေကမပေးဘဲနဲ့ကောင်းကင်ကနေပေးတော်မူသောငြိမ်သက်ဝမ်းမြောက်ခြင်းများပြန်လဲပြီးတော့ရရှိခံစားဖို့လုံးဟာယေရှုအနာမအဖြစ်သူတို့အလုံးကိုကောင်းချီးပေးပါတယ်သူတို့ရဲ့ပြဿနာမဖြေရှင်းနိုင်တဲ့အရာအလုံးဖြေရှင်းပေးနိုင်တော့ဖျားသခင်ရဲ့လက်တော်တို့ယနေ့ပြန်လဲပြီးတော့စက္ကအနန္တေကိုရရှင်ဖျားဒီမိသားစုအကြီးဆုံးအငယ်ဆုံးတိုင်အောင်ကိုရရှင်ဖျားလက်တော်တို့စက္ကအနန္တေကိုရိုမီတိုမီတာစုတဆူစီတန်ကောင်းချီးပေးပါကိုရိုယနေ့ကိုရိုကိုတက်ဆာရှိလေ
ကိုရောကိုချီးမွမ်းကိုးကွယ်ကြတော့တာသမီများအကြီးဆုံးအငယ်ဆုံးတိုင်အောင်ကိုရောရှင်ဖျားရဲ့နိုင်ငံတော်ကျေပြန့်ဖို့လုံးဟာယနေ့ကိုရဲ့ဘုံစည်းစိမ်ကိုမျှဝေခန်းစားခြင်းတော်ဖျားဖြစ်ကြောင်းသူတို့ကိုသိရှိနားလေဒီတာမကယနေ့နုနဲ့ပြားယူစီစဉ်တော်ကာနန်ပြည်တော်ဝင်နိုင်ဖို့အလုံးဟာကိုရောရှင်ဖျားရဲ့အတန်ကိုရောရှင်ဖျားရဲ့နောက်တော်ကိုလက်ဝဲလက်ရမငိမ့်ပဲနဲ့လက်လျှောက်တက်နိုင်ဖို့အလုံးဟာတန်ရှင်တော်ဝင့်တော်အဖြစ်သူတို့အားလုံးကိုဆက်လက်ပြီးတော့လမ်းပြပို့ဆောင်တော်မူပါကိုရောဒီနေ့အချိန်တိုင်းအတွက်ကိုရောကိုယေရှုတင်နေလာမဲ့တပတ်တာဒီအချိန်ထိကျွန်တော်ဒီကြားစကားလာသူတို့ရဲ့လုံငန်းဆောင်တာတစ်ခုစီတိုင်းကိုရောသူတို့နဲ့အတူပါရှိလေဂျာမဆွာနဲ့တပတ်တာကိုကြော်လွန်ပြတ်သားပါမိအကြောင်းအရောက်စေတိုင်းအသက်တာကိုရောလက်တော်ပြလဲပြတော့ဆက်ကအန်ဟန်တဲ့ခါမှာဂေတင်ပါရှိယေရှုဖျားရဲ့နာမကိုမြည်ပြုချမ်းအဖြစ်အလိုရတဲ့ဆွာနဲ့ဆုတောင်းဆက်ကကြပါရမယ်ဆိုတော့ဖေဟာအာမင်